2009 နှစ်ဒီဇင်ဘာ20 ရက်နေ့စင်ကာပူနိုင်ငံတတိယဌာန Meditation Center ကျောင်း၌ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မတော်ရင်ခန္ဓာဝယ်ဟောကြားအပ်သောမေတ္တာတုတ်အနှစ်ချုပ်တရားဒေသနာတော်ရှင်ဘုန်းတော်ရှင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုပါတည်ကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပဏာမအာသီတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်ဒီကနေ့ညဓမ္မတော်ရင်ခန္ဓာကိုစတင်ကြရအောင်ယောကပံကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းကားသဖြင့်နာထပညာခြင်းရှင်တော်မြတ်ဗျာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သေချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာတိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီဆွန်ရင်ကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်သောမူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးတရဲ့နှလုံးစေဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနကျိန်ခံများစွာရောက်တော်မူခဲ့ရရှံလေးပြီမဟာကရုဏီကတတတဝါမြယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိရိယများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မတွေ့ဖြစ်ပါစေတည်းသာမေတ္တာတုတ်အနှစ်ချုပ်ပေကြီး7တုတ်ထဲမှာမေတ္တာတုတ်ဆိုတာအလုံးဘုရားဘာသာဝင်မြန်မာလူမျိုးတွေအလုံးလုံးနီးနီးရှားရှိပြီးတော့နေ့စဉ်နဲ့အများရွတ်ဖတ်နေကြတာရှိတယ်သို့သောမေတ္တာတုတ်ရဲ့အကြောင်းကိုထိုရွတ်နေတဲ့ပုဂ္ဂိုလ်တိုင်းသိချင်မှသိမယ်ပေါ့အသေးစိတ်ဒါကြောင့်မို့တခြားတရားကိုမဟောဘဲနဲ့မေတ္တာတုတ်အနှစ်ချုပ်လူတွေနဲ့ယဉ်ကျေးပြီးသားဖြစ်တဲ့ပြီးတော့နေ့စဉ်နဲ့အများရွတ်ဖတ်တယ်ဆဲပြီးတော့အနည်းကဲအောင်ဆောင်ရွက်နေကြတဲ့ပေကြီးတဲ့မှာပါတယ်ဒီမေတ္တာတုတ်ကိုအနှစ်ချုပ်ပြီးတော့ဟောရရင်ကောင်းပါပဲလို့ဆိုပြီးတော့ဒီတရားကိုရွေးလိုက်တာပါမေတ္တာတုတ်မှာယတ္တနုဘာဝတောယက္ခနေဝတ္တတေတိပိဒနာယမိစေဝနိဥဇံတော်ရတေတိဝမတ္တတိတောဒုက္ခသုတိတုတ်တော်သဘာဝံကေစိနပတ္တိဧဝပါတိခုလူပေတံပရိတံတမ္ပနာမဟေဆိုတဲ့စကားကမြတ်စွာဘုရားဟောတဲ့စကားမဟုတ်ပါဘူးနောက်ပိုင်းကျတော့မှဒီမေတ္တာတုတ်ကိုရွတ်မယ်လို့ဆိုတဲ့အခါမှာရွတ်ဖတ်တဲ့ဆယ်ခြင်းလောက်အောင်မေတ္တာတုတ်ရဲ့အကျိုးကိုဖော်ပြပြီးတော့ရွတ်ကြမယ်လို့အာဘိစကားပြောကြတဲ့တုတ်ကလေးပါဒီတုတ်တော့မေတ္တာတုတ်ဆိုတာရွှေရမှာတက်မဟုတ်ဘူးပရိတရားတော်လို့ဆိုလို့ရှိရင်များသောအားဖြင့်ဘုရားဘာသာဝင်မြန်မာနိုင်ငံနေမြန်မာလူမျိုးတွေဟာပရိတရားတော်ကိုရွတ်ဖတ်ခြင်းနာယူခြင်းဖြင့်လုံလောက်ပြီလို့ဒီလိုအိဗယ်ယူဆနေကြတယ်ပေါ့မေတ္တာတုတ်ကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ရွတ်ဖတ်ရမယ်ဆိုတာတော့မပါဘူးနော်အဲ့တော့မေတ္တာတုတ်ရဲ့အနှစ်ချုပ်ထဲမှာကြည့်မယ်ဆိုရင်
အနေကဲဖို့အတွက်မေတ္တာတော့မရွတ်ဘူးလားဆိုရင်ရွတ်တော့ရွတ်မနာရဘူးလားဆိုရင်နာတော့နာဘယ်တရားပဲဖြစ်ဖြစ်ရွတ်ဖတ်တဲ့ဇယ်လို့ရှိရင်ရွတ်ဖတ်တဲ့ဇယ်ရဲ့အကျိုးပေါ့နာယူရင်နာယူတဲ့အကျိုးဆိုတာဒီလိုရှိမှာပေါ့နော်ရသော်ဘုရားကပရိတ္တလို့ခေါ်တဲ့ပရိတရားတော်တွေကိုခေါ်တဲ့အခါမှာဘာကိုအဓိကထားပြီးတော့ဟောတော့ဆိုရင်မေတ္တာရဲ့သစ္စာဒီနှစ်ခုကိုအဓိကထားဟောအနေကိုကာဝယ်တဲ့အခါမှာမေတ္တာကိုအသုံးပြုပြီးတော့ကာဝယ်တဲ့နည်းစနစ်သစ္စာကိုအသုံးပြုပြီးတော့ကာကွယ်တဲ့နည်းစနစ်ဟာဒီနည်းစနစ်တွေကိုအသုံးပြီးတော့ပရိတရားတော်ကိုဟောတာဒါလည်းသဘောပေါက်ထားဖို့လိုအပ်တယ်ပေါ့နော်မေတ္တာလို့ဆိုတဲ့သဘောတရားဟာရွတ်ရမှာမဟုတ်ဘူးပွားများရမယ့်သဘောတရားဖြစ်တယ်ပြောရဆိုရင်သူလည်းကမ္မထာမယ်ရသောအပြင်ခုခေတ်ကမ္မထာဆိုလို့ရှိရင်ဝိပဿနာတို့ဒီလိုကျင့်ကြံကြိုးကိုအာထုဒ္ဓမှာကမ္မထာလို့ကမ္မထာထိုင်တယ်လို့ဒီလိုယူဆနေကြညာအတိများတာကိုပြောတယ်နော်ဒီမေတ္တာပို့နေတာဟာလည်းပဲကမ္မထာပဲပေါ့တပ္ပဒကမ္မထာနဲ့မှပါတယ်ဒါကြောင့်မေတ္တာသုံးနဲ့ပတ်သက်လာလို့ရှိရင်ရွတ်မှတသက်မဟုတ်ဘူးနာရမှတသက်မဟုတ်ဘူးရသော်ဘုရားဟောတဲ့စကားလုံးထဲမှာကြည့်မယ်ဆိုရင်မေတ္တာသုံးကိုနေ့စဉ်ရွတ်ဖတ်လို့ရှိရင်အန္တရာယ်တွေကင်းတယ်မေတ္တာသုံးကိုရွတ်ဖတ်တာကိုနာရင်အန္တရာယ်တွေကင်းတယ်လို့ဒီမေတ္တာသုံးထဲမှာရည်ညွှန်းထားတာတပုံမှမပါတလုံးမှမပါသို့တော့အများအပြားအဲ့တိုင်ပဲယုံကြည်နေကြဘုရားဆရာတော်ကြီးပြောတဲ့စကားလုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်တို့လူတွေကတောက်ဆေးကိုလိမ့်ဆေးလုပ်နေကြတယ်လို့ပြောတောက်ရမှာကိုမတောက်ဖဲနဲ့လိမ့်ဆေးအဖြစ်အသုံးပြုနေလို့ရှိရင်အကျိုးသက်ရောက်မှုအားနဲ့မှာပေါ့နော်အဲတောက်ရမယ်ဆေးကတောက်ကိုတောက်မှသူကအကျိုးသက်ရောက်မှုဖြစ်မှာပေါ့အဲ့တော့မေတ္တာဆိုတာဘာဝနာတရားပဲသို့တော့မေတ္တာဟာကာယကမေတ္တာဝစီကမေတ္တာမနောကမေတ္တာလို့ရှိတဲ့ထဲမှာကာယကမေတ္တာဆိုတာလမ်းသွားရင်ကနေပြီးတော့လမ်းပေါ်မှာရောက်နေတဲ့အမိုက်တရဲ့စုခလုတ်ကတင်းကစပြီးတော့ဖယ်ရှားပြီးဒီလမ်းပေါ်သွားတဲ့လူတွေခလုတ်ကတင်းမတိုက်မိကြပါစေနဲ့စုမစုကြပါစေနဲ့ဆိုပြီးတော့ဖယ်ရှားပေးသွားတဲ့သဘောမျိုးတွေဒါကာယမေတ္တာလို့ခေါ်တယ်ပေါ့အများဒုက္ခမရောက်စေခြင်းဘူးအများချမ်းသာစေခြင်းနဲ့ဆိုတဲ့ဆိုပါတော့အများသွားလာတဲ့နေရာမှာတပြည့်စည်းလဲပေးတယ်ကျောင်းနေကနေလာတဲ့အခါမှာတပြည့်စည်းလဲပေးတယ်ဒါကာယမေတ္တာလို့ခေါ်တယ်ပေါ့မေတ္တာကိုကိုယ်နဲ့ပြတယ်ပေါ့ကိုယ်မှုနဲ့ပြမေတ္တာကိုနှုတ်နဲ့ပြတာရှိနှုတ်နဲ့ပြတယ်ဆိုတဲ့နေရာမှာတတ္တဝါတွေချမ်းသာကြပါစေချမ်းသာကြပါစေလို့ဒီလိုနှုတ်ကမေတ္တာပို့တွေကိုရွတ်နေတာလေမေတ္တာဝစီကံလို့ပြောလို့ရပို့ပြီးတော့ထိရောက်တဲ့မေတ္တာဝစီကံဆိုတာတဦးနဲ့တူအကောင်းပြောတာပေါ့တကယ်မေတ္တာစိတ်ထားပြီးတော့ကောင်းတာကိုပြောတယ်မကောင်းတဲ့စကားမပြောဘူးတူအတင်းမပြောဘူးနော်ကောင်းကျိုးချမ်းသာကိုရစေတဲ့အပြောမျိုးတွေကိုပြောပေးတယ်အကြံကောင်းဉာဏ်ကောင်းတွေပေးတယ်ဒါမေတ္တာဝစီကံလို့ဒီလိုပြောရမေတ္တာမနောကံဆိုတာကြတော့ခုနကပွားများအားထုတ်အောင်ဘာဝနာအလုပ်အနေနဲ့ပွားများဒီသုတ်တံမှာမြတ်စွာဘုရားကမေတ္တာဘာဝနာပွားတော့မယ်ဆိုလို့ရှိရင်ထိုမေတ္တာဘာဝနာပွားမဲ့ပုဂ္ဂိုလ်ဟာဘယ်လိုရည်သွေးတွေရှိရမယ်ဆိုတာကိုမြတ်စွာဘုရားရှင်းဥစွာဟောထားအထက်ကရာဆရာတို့နောက်ဆရာများကနေပြီးတော့ရေးထားတဲ့ခုနကဂါထာနပုဒ်ကဒါမေတ္တာရဲ့အကျိုးကိုဖော်ပြတဲ့စကားတွေပေါ့ယတ္တနုဘဝတောယက္ခနေဝတ္တတိပိဒနံမေတ္တာတို့ရဲ့အစွမ်းတကူကြောင့်သို့မဟုတ်မေတ္တာရဲ့အစွမ်းတကူကြောင့်နတ်တွေကပဲဖြစ်စေဘလူတွေကပဲဖြစ်စေဘယ်ပုဂ္ဂိုလ်တွေကပဲဖြစ်စေဒီကောဝနာဘာဝရှိတဲ့ပုဂ္ဂိုလ်တွေကကြောက်เสียလန့်เสียတွေကိုမပြကြဘူးတဲ့မေတ္တာတက်ရောက်တဲ့ပေါ့နော်ကိုမချောက်လန့်ဘူးလို့ဒီလိုပြောတာယံမိစေဝနုယုံဇံတော်ဆိုတာအဲ့ဒီမေတ္တာဘာဝနာလုပ်ငန်းမှာစိတ်စမပြတ်ကြိုးပမ်းအထောက်မယ်ဆိုလို့ရှိရင်တဲ့ဒုက္ခံသုပတိ
ချမ်းချမ်းသာသာအေးရမယ်တုတ်တော်စပပံကေစီနပတ္တိအိပ်ပြောင်းနေတဲ့အချိန်မှာလည်းပဲအိမ်မဆိုးတွေမမဲ့ဘူးတဲ့ချမ်းသာအိပ်ဆက်ချမ်းသာနေရလို့အိမ်မဆိုးကင်းစောင့်ရင်းနတ်များလူသားလိချစ်နတ်လိချစ်နေလက်နဲ့စိတ်မီပြည်သည့်တဖြာမျက်နာရှင်ကြီးတီကြီးနှလုံးသေဆုံးမတွေ့သေလင်ပြမာဖြစ်တတ်စွာဒီမေတ္တာအကျိုး7မျိုးဆိုပြီးအင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားမေတ္တာတုတ်တစ်ခုဟောထားတာရှိအကျိုးပြမေတ္တာတုတ်ပေါ့နော်အခုဒီပေကြီးထဲမှာဟောတာကြတော့မေတ္တာဘယ်လိုပွားရမယ်ဆိုတာကိုပါထည့်သွင်းပြီးတော့ဟောတာအဲ့ဒီအကျိုးပြမေတ္တာတုတ်ကယူပြီးတော့ယမိစေဝနိယုံဇန္တောရတ္တိနိဝမတ္တံတိတောဒုက္ခံသုဒ္ဓိသုဒ္ဓောသပပံကေစီနပတ္တိအိတ်နေတဲ့အခါမှာနစ်နစ်ချာချာအေးရတယ်တဲ့အိပ်ပြောင်းနေတဲ့အချိန်မှာလည်းပဲအိမ်မဆိုးတွေမမက်ဘူးစားတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တဲ့မေတ္တာဘာဝနာကိုပွားပါလို့ဒီလိုဆုံးလို့ပဲအဲ့ဒီမေတ္တာဘာဝနာပွားပြီးဒီသုတ္တမှာဟောတာအဲ့တော့တကယ်တော့မေတ္တာဆိုတာရွတ်ဖတ်တဲ့ဆယ်မှုကိုအကြောင်းပြုပြီးတော့ရွတ်ဖတ်တဲ့အခါမှာအဓိပ္ပာယ်နားလည်အောင်ရွတ်ဖတ်ပြီးတော့အဲ့ဒီအတိုင်းလိုက်တာကျင့်သုံးဖို့ဒီလိုဆိုလို့နော်အဲ့တော့ရွတ်နေုံနဲ့အန္တရာယ်မကင်းဘူးလားလို့ဆိုကင်းတဲ့တော့ကင်းမှာဒါပေမဲ့ပွားတော့မကင်းနိုင်ဘူးပေါ့တချို့ရွတ်တယ်ဆိုတာရလို့ပဲရွတ်နေတာလေရလို့ပဲရွတ်နေတာစိတ်ထဲနှလုံးထဲမှာဒီမေတ္တာတက်ကိန်းဖို့ရဲ့အမြဲတမ်းအရေးကြီးတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကမေတ္တာဘာဝနာလုပ်ငန်းကိုကြိုးပမ်းအထောက်တော့မယ်ဆိုလို့ရှိရင်တဲ့ဘုရားကစဟောတာဘုရားစဟောတယ်ကရဏီယမထကုတလေနယန္တတန္တံပဒံအဘိဓမေစာဒီစကားလုံးလေးကစပြီးတော့ချင်းငြိမ်းငြိမ်းချမ်းချမ်းဘဝတစ်ခုမှာငြိမ်းချမ်းတဲ့နိဗ္ဗာန်ရဲ့ဂုဏ်တွေကိုအာရုံပြုပြီးသို့မဟုတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့အန္တရာယ်ကင်းကင်းနေခြင်းပြီးထိုနေနည်းကားကိုသိလို့လိမ္မာရေးချရှိတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေခြင်းပဲနေခြင်းနဲ့ဆိုရင်အလုပ်တစ်ခုလုပ်ပါစာပေကျမ်းကမှာတော့ဘယ်လိုရေးထားတော့ကရဏီယံလုပ်ပါဘာလုပ်ရမှာလို့ဆိုသီလနဲ့ပြည့်စုံအောင်လုပ်ပါသမာဓိနဲ့ပြည့်စုံအောင်လုပ်ပါပညာနဲ့ပြည့်စုံအောင်လုပ်ပါငြိမ်းချမ်းတဲ့ဘဝမှာနေကြလို့ရှိရင်သီလသမာဓိပညာတွေနဲ့ပြည့်စုံအောင်လုပ်ပါလို့ဒါလေးကအစစကားမှပြောတယ်ဒါကိုလုပ်ရမယ့်ကိစ္စလေးတွေကိုပြောပြတာနော်ယန္တတန္တံပဒံအဘိဓမေစာဆိုနိဗ္ဗာန်ကိုရည်ညွှန်းတာလည်းဟုတ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဘဝမှာငြိမ်းငြိမ်းချမ်းချမ်းနေခြင်းပြီးဆိုလို့ရှိရင်ကရဏီယံလုပ်ပါအဲ့လိုလုပ်တယ်ဆိုတာလေတာမန်ပုဂ္ဂိုလ်မလုပ်နိုင်ဘူးအထကုသလကိုယ့်ရဲ့အကျိုးစီးပွားကိုလိမ္မာပန်းတတ်တဲ့ပုဂ္ဂိုလ်မျိုးကလုပ်နိုင်တယ်တချို့ကကိုယ်ရုပ်ကိုယ်စီးပွားနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုမရှိကြဘူးမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကကိုယ်အကျိုးလို့ထင်ပြီးအကျိုးမဲ့တွေကိုလုပ်နေကြတာလေလောကမှာဥပမာအယက်သေးစာတောက်စားတယ်ဆိုတဲ့ပုဂ္ဂိုလ်တဦးတယောက်မူရစေပါသူကတော့သူ့အကျိုးလို့ထင်တယ်သို့တော့အကျိုးဆွဲဥတဲ့အလုပ်တွေလုပ်နေတာတနေ့တခြားနှိမ့်ကြသွားမှာလောက်တိုင်းဟာကောင်းကျိုးချမ်းသာရတာမဟုတ်ဘူးဒီတိကျမ်းဆရာတွေကပြောထားတာရှိတယ်တွင်းတိတဲ့လူဟာတဖြည်းဖြည်းနှိမ့်ကြသွားမှာပဲတတိုင်းစီတဲ့လူဟာတဖြည်းဖြည်းမြင့်တက်လာသူကဥပမာနဲ့ပြောပြတယ်တွင်းတူးတဲ့လူကတွင်းနဲ့လေလူကလည်းအောက်ရောက်သွားလေပဲတွင်းကြီးတူးနေလို့ရှိရင်တွင်းနဲ့လေလူကအောက်ရောက်သွားလို့တချို့လုပ်ငန်းကအဲ့ဒီတွင်းတူးနေတဲ့လုပ်ငန်းမျိုးလို့ဖြစ်အဲ့ဒါမျိုးကြတော့အထကုသလလိမ္မာကျွမ်းကျင်သူလို့မဆိုနိုင်ဘူးကိုလုပ်တဲ့အလုပ်ကနေကိုပြန်ပြီးတော့ဒုက္ခပေးသွားတာအောက်တန်းကျစေတယ်ပေါ့အဲ့လိုပုံကိုယ်တွေလောကမှာအများကြီးရှိတယ်အဲ့ဒီပုံကိုယ်မျိုးတွေကြတာအထကုသလလို့ပြောလို့မရဘူးလိမ္မာကျွမ်းကျင်တယ်လို့ပြောလို့မရဘူးခုနဥဒ္ဒတိုင်းစီတဲ့ပုံကိုယ်တွေကြတော့ဒီတဖြည်းဖြည်းမြင့်တက်လာဥဒ္ဒေမြင့်တက်လာလေသူကလည်းမြင့်တက်လာတယ်မမြင်လို့မရဘူးအဲ့ဒီဥပမာနှစ်ခုလိုပဲကိုနှိမ့်ကြအောင်မလုပ်ဘဲနဲ့ကိုမြင့်မြတ်အောင်လုပ်တယ်ဆိုတော့ကိုပေါ်မှာမူတည်တယ်အဲ့ဒါအထကုသလဒါကြောင့်ဘဝမှာ
အကျိုးရှိရှိနဲ့ငြိမ်းချမ်းချမ်းနေခြင်းပြီဆိုလို့ရှိရင်လုံးတဲ့လုံးထိုက်တာတွေကိုလုံးပါတဲ့အဲ့ဒါလို့လုံးတော့မယ်ဆိုရင်အရည်ချင်းတွေကဘာတွေလိုအပ်တယ်မေတ္တာဘာဝနာနဲ့ပတ်သက်လာလို့ရှိရင်လိုအပ်တဲ့အရည်ချင်းလေးတွေကိုမြတ်စွာဘုရားဟောပြရွရင်ဖာရင်ဒါလေးကိုနှလုံးသွင်းကြည့်ပါနော်တကောဥစုစသူဟုစုစသူဝေသောသတ္တမုဒ္ဒနတ္တိမာဒါလေးတွေပြည့်စုံအောင်လုပ်ဖို့တကောဆိုတာစွမ်းနိုင်သူဖြစ်ရမယ်စွမ်းနိုင်တယ်ဆိုတာအလုပ်တစ်ခုကမ္မဋ္ဌာန်းအလုပ်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်ကိုပဲဖြစ်ဖြစ်စွမ်းနိုင်သူဆိုတာကျမ်းမာလူပြောတာနော်ကျမ်းမာရေးကောင်းအောင်မယ်ဗราဏိယင်ကတရား၅ပါးမြတ်စွာဘုရားဟောတဲ့ထင်တယ်စွမ်းနိုင်သူဆိုတဲ့နေရာမှာယုံကြည်ချက်ရှိသူဟာလည်းစွမ်းနိုင်သူဖြစ်တယ်နံပါတ်1ကိုလုံးတဲ့လုပ်ငန်းပေါ်မှာယုံကြည်ချက်ရှိရမယ်နံပါတ်2ကကျမ်းမာတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်3ကကောက်ကျစ်ဆင်းလဲသူမဖြစ်ရဘူးအဲ့တော့ဒီနှစ်ခုထဲမှာတက်ကောစွမ်းနိုင်သူဆိုသည့်နေရာမှာဘယ်လိုဟာစွမ်းနိုင်တာလို့မေးလို့ရှိရင်ဟောယုံကြည်ချက်ပြင်းထန်တဲ့ပုဂ္ဂိုလ်ဟာလည်းစွမ်းနိုင်သူပဲဒီအလုပ်တစ်ခုသူအောင်မြင်အောင်လုပ်မှာသူကယုံကြည်ချက်ရှိတာယုံကြည်ချက်ရှိပြီးတော့ကျမ်းမာတဲ့ပုဂ္ဂိုလ်နောက်တစ်ခုကကြိုးပမ်းအထောက်မှုလုံလဝိရိယကောင်းတဲ့ပုဂ္ဂိုလ်နောက်တစ်ခုကကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်နိုင်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟောတာတွေကကျွမ်းကျင်သူစွမ်းနိုင်သူလို့ပြောအောင်ဒီရည်သွေးတွေကိုယ်တဏ္ဍာမှာရှိမလားမရှိသေးရင်ရှိအောင်လုပ်အောင်ရည်သွေးဆိုတာတချို့ကလေ့ကျင့်ပေးရတယ်လေ့ကျင့်မပေးလို့ရှင်မရဘူး physical exercise တောင်မှလေ့ကျင့်ရတာနိသူကပဲလမ်းလျှောက်တာလည်းလေ့ကျင့်တာလည်းဘောလုံးကန်တာလည်းလေ့ကျင့်တာကျန်တဲ့အားကစားတွေလည်းလေ့ကျင့်ရတာမလေ့ကျင့်ရင်တော့ဘာမှမဖြစ်ဘူးထို့တူပဲစိတ်ဓာတ်ကိုလည်းအာယုန်နဲ့တွဲကပ်ပြီးတော့လေ့ကျင့်ပေးတာလေ့ကျင့်ပေးလို့ရှိရင်ပထမခက်ပေမဲ့နောက်ကျတော့လွယ်သွားတာဒီဒါကြောင့်တက်ကစွမ်းနိုင်သူဖြစ်ရမယ်တဲ့ဒါလိုအပ်တယ်မေတ္တာဘာဝနာပွားရမယ်ဆိုလို့ရှိရင်စွမ်းနိုင်သူပုဂ္ဂိုလ်ဖြစ်ရမယ်နောက်တစ်ခုကဥစုစာဖြောင့်မတ်သူဖြစ်ရမယ်ဖြောင့်မတ်သူဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးယောသားဖြောင့်မတ်သူဆိုတာယမစကားမှာလူရိုးလို့ပြောလို့ရှိရင်လူအလို့အဓိပ္ပာယ်ရောက်သွားတယ်ယောသားဖြောင့်မတ်သူဆိုဥစုစာစိတ်ဓာတ်ကဖြောင့်မတ်တယ်ဖြောင့်မတ်တယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလို့ဆိုရင်ဖြောင့်မတ်ခြင်းဒီကောက်ကျစ်ခြင်းဆင်းလဲခြင်းဆိုတဲ့အရာမျိုးမရှိအောင်ကန်းနေပေါ့နော်ကန်းနေမဖြစ်ဘူးအဲ့ဒါဗราဏိယင်္ဂတရားအင်္ဂါထဲမှာသူကအတထောအမာယာဝီတထဆိုတာကောက်ကျစ်တယ်ပြောကောက်ကျစ်တယ်ဆိုတာဘာကိုပြောတာလဲဆိုကိုမရှိတဲ့ဂုဏ်ကိုထုတ်ဖော်တယ်မရှိဘဲနဲ့အရှိလုပ်ပြီးတော့ပြောတယ်ဒီကနေ့ခေတ်မှာပြောရဆိုကြွားတယ်ပေါ့နော်ဝါကြွားပြီးတော့ပြောတယ်မရှိတာကိုသူများကကိုယ်အထင်ကြီးအောင်မရှိတာကိုအရှိလုပ်တယ်ဟိုဗတ်ဆံမချမ်းသာဘဲနဲ့ဗတ်ဆံချမ်းသာတဲ့ပုဂ္ဂိုလ်မျိုးခိုက်ဖမ်းတယ်ပေါ့နော်အပြောဆိုမျိုးလုပ်တယ်ပေါ့ပညာမရှိဘဲနဲ့ပညာရှိတဲ့ခိုင်မျိုးသီလမရှိဘဲနဲ့သီလရှိတယ်ဆိုတဲ့ပုံစံမျိုးချို့အဲ့ဒါမျိုးဟာအရှိကိုအတိုင်းမပြသည့်အတွက်ကြောင့်လေလီမှုတရားအနေနဲ့သူ့ကိုသာထေးရလို့ခေါ်တယ်ကောက်ချစ်ဆင်းလဲတယ်လို့ပြောတာနော်နောက်တစ်ခုကမာယာတဲ့မာယာဆိုတာကိုရှိတဲ့အပြစ်ကိုဖုံးတာကိုလှုပ်ထားတဲ့အပြစ်ကိုလူမသိစေခြင်းလို့ဖုံးတာကျတော့မာယာလို့ခေါ်တယ်အဲ့ဒါမျိုးမရှိစေရဘူးတဲ့ယောသားဖြောင်းမှတ်တဲ့ပုဂ္ဂိုလ်ရှိရမယ်ကိုမရှိတာကိုမရှိဘူးပဲကိုမှားတာလုံးပြီးပြီးတာပဲဖြောင်းမှတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါကိုပြောတာယောသားဖြောင်းမှတ်တယ်ဆိုတာဥစုယောသားဖြောင်းမှတ်ရမယ်တရားထုတ်တဲ့ပုဂ္ဂိုလ်ကမယောသားဘူးဆိုလို့ရှိရင်သူသမာဓိမရပဲနဲ့သမာဓိရပါတယ်လို့ report လုပ်ချင်တော့မှာဟုတ်အဲ့တော့ဆရာကဘယ်လိုလုပ်ပြီးတော့သူ့အခြေအနေမှန်ကိုအကုန်သိမယ်ကမ္မထမ်းစစ်တဲ့အခါမှာလို့နော်သမာဓိမရပဲနဲ့ရတယ်လို့ထင်အောင်ဒီလိုမှမျိုးပြောတာမျိုးอ่ะဒါမယောသားဘူးလို့ဒီလိုပြောတာပေါ့နော်အေးဒါကြောင့်ဥစုဖြောင်းမှတ်ရမယ်သူဟုစုတိတ်ကိုဖြောင်းမှတ်ရမယ်ဆိုတာဥစုဖြောင်းမှတ်တယ်ဆိုတာကိုယ်မူရနဲ့လည်းပဲဖြောင်းဆင်းတယ်နှုတ်မူရနဲ့လည်းပဲဖြောင်းဆင်းတယ်သူဟုစုဆိုစိတ်ဓာတ်ကဖြောင်းမှတ်တယ်လို့ဒီလိုပြောတာအဲ့တော့ကိုယ်နှုတ်စိတ်သုံးပါးလုံးမှာလူဟာရိုးတယ်ရှင်းတယ်မဟုတ်တာမလုပ်ဘူးမဟုတ်တဲ့ဟာမျိုးသူများကို
အထင်မြင်မရောက်စေဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လို့ဒါပြောတယ်။ဘာဖြစ်လို့လဲဆိုရင်လောကမှာလူတွေဟာရိုးသားပြောင်းမှမှုမရှိဘူးဆိုလို့ရှိရင်မေတ္တာပြတ်တတ်တယ်နိ။အဲ့တော့သူကိုယ်တိုင်ကိုယ်ကရိုးသားပြောင်းမှမှုမရှိသည့်အတွက်ကြောင့်သူ့ရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာဓာတ်တိဆောက်ဖို့ဆိုတာအမြဲတမ်းခဲရင်သွားတယ်။သူများပေါ်မေတ္တာထားဖို့လည်းခဲရင်သွားတယ်။ကျန်တဲ့လူကလည်းသူ့ပေါ်မေတ္တာရောက်မှာမဟုတ်ဘူးဒီလူကမရိုးသားဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်မေတ္တာရောက်မရောက်နိုင်ဘူးနော်။ဒါကြောင့်မြတ်စွာဘုရားအရေးကြီးတဲ့အင်္ဂါရပ်တွေကိုပြောတာဥစုဖြောင်းမှတ်ပါစေသူဥစုတိတ်ကိုဖြောင်းမှတ်ပါစေပြောသူဝိသအကြံပေးတဲ့အခါကျတော့ပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်သာသနာတော်မှာနေကြတဲ့ယဟန်တော်တွေပဲဖြစ်စေမိသားစုတွေမှာဖြစ်စေကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကအကြံပေးလို့ရှိရင်ခေါင်းမမာဘူးပေါ့တချို့ကျတော့ခေါင်းမာတယ်သူများပြောလို့မရဘူးကိုကြိုက်တာကိုလုံးမယ်ဆိုရင်လူမျိုးကရှိသေးတယ်အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့တစ်ခါနှစ်ခါမေတ္တာပြတ်သွားတယ်ဟိုဒီလူကပြောမရပါဘူးလို့ဒီလူကခေါင်းမာတယ်ဆိုပြီးတော့ပြောမဲ့လူကလည်းတစ်ခါနှစ်ခါအကြံပေးပြီးနောက်ထပ်အကြံမပေးတော့ပြစ်ထားလိုက်တော့တာသူကိုယ်တိုင်လည်းခေါင်းမာသည့်အတွက်ကြောင့်သူ့ဟာသူအဟုတ်ထင်ပြီးပဲမမရင်းနေဖြစ်တတ်တယ်ဒါကြောင့်မို့လို့သူ့ဝဆအကြံဉာဏ်ပေးတဲ့အခါမှာလက်ခံလွယ်တဲ့ပုဂ္ဂိုလ်မျိုးပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဒါပြောတာနော်ပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်ဆိုရင်မိဘတွေကလည်းသားသမီးကြီးတွေပြောလို့ဆိုလို့ကောင်းတဲ့လူဆိုရင်ပိုချစ်ကြတယ်ပေါ့မိတ်ဆွေတွေကလည်းပဲဒီလူကပြောလို့ရှိရင်နားထောင်လွယ်တယ်ဆိုပိုချစ်ကြတယ်အဲ့လိုမဟုတ်ဘူးဒီကောင်လည်းပြောမကောင်းဘူးပြောမကောင်းဘူးဆိုမိဘတွေကလည်းညီးကြတယ်ပြောလို့မကောင်းဘူးဆိုညီးတယ်ဆိုလည်းမေတ္တာပြည့်နေပြီပေါ့နော်ဒါကြောင့်မို့မေတ္တာတရားတည်ဆောက်ဖို့အတွက်ပြောလို့ဆိုလို့လွယ်ကူမှုဆိုတာရှိရမယ်အကြံဉာဏ်ပေးတဲ့အခါမှာတို့အကြံဉာဏ်တိုင်းဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကိုယ့်အကိုစဉ်းစားဖို့ရတော့လိုတာပေါ့နော်စဉ်းစားပြီးတော့လက်ခံတဲ့ဟာလက်ခံလက်မခံတဲ့ဟာဒီလိုသူ့ဝဆပုံနဲ့ပြည့်စုံရမယ်အဲ့လိုမဟုတ်ဘဲနဲ့ပြောဆိုဆုံးမတဲ့အခါပြန်ပြီးတော့ရန်တွေ့လို့ရှိရင်နှစ်ဦးနှစ်ဝမေတ္တာတုံးသွားနိုင်တာဟောမေတ္တာတွေခန်းချောက်သွားတယ်ဒါကြောင့်မြတ်စွာဘုရားဟောတဲ့တရားကအမှန်တမ်းထောင်းရှိတယ်အဲ့တော့မေတ္တာတုံးဒီမေတ္တာတုံးမှာဒါတွေသင်ထားတာကိုလူတွေကမေ့နေကြဒီအချိန်လေးတွေမတိဆောက်ဘဲနဲ့ဘယ်လိုလုပ်ပြီးတော့မေတ္တာပွားမှာပွားဖို့ခဲရင်လည်းဟောတော့ပြည်ကြီးမှာဒါအကျဉ်းချင်းမြန်မာလူမျိုးတွေဆိုလို့ရှိရင်ဒီဆွမ်းသာကွန်သာစဘုန်းကြီးတွေလည်းဒါပဲရွတ်ကြတယ်နော်အကျဉ်းချင်းပြည်ဆိုတာနာခံကြဘူးသို့တော့ဘုန်းကြီးတွေပြည်ရွတ်ထားဆိုတဲ့အဆင့်လောက်ပဲသိတယ်ကိုဘာလို့ရမလဲဆိုတော့မသိတာမသိအဲ့ဒါကြောင့်မို့လို့အမှန်တမ်းအဓိပ္ပာယ်ရှိတယ်အလုတ်ကိုလောက်အောင်မလုံးလို့မရဘူးတဲ့နော်သူဝေသောသတ္တဘုဒ္ဓဘုဒ္ဓဆိုတာဟိုလူညံ့တိမ်မွေးမှုကိုပြောတာလူညံ့တိမ်မွေးတယ်ဆိုတဲ့နေရာမှာတိမ်မွေးတာကိုဆိုလို့လေလူပြောလူညံ့ဆိုတဲ့အဓိပ္ပာယ်မျိုးဆိုတာမဟုတ်ဘူးဒီဘုဒ္ဓဆိုတာလူညံ့ရမယ်တိမ်မွေးရမယ်စကားပြောတာပဲဖြစ်စေပြောဆိုဆက်ဆံတဲ့အခါမှာဖြစ်စေတိမ်မွေးတယ်လူညံ့တယ်ယဉ်ကျေးတယ်ပေါ့ခုခေတ်လို့ဆိုလို့ရှိရင်ပိုလိုက်ပေါ့နော်ပိုလိုက်ချစ်ဖို့လိုတယ်ပေါ့ပိုလိုက်ဆိုရင်လူမုန်းတယ်ဒီကိုယ်တိုင်လည်းကျမ်းတဲ့လူမြင်ကြည့်ဘူးမလိမ္မာဘူးဆိုရင်တောင်းဝကြံလည်းမုန်းတယ်သူကလည်းမုန်းတယ်ဘယ်လိုလုပ်မှမေတ္တာနှလုံးသားတည်ဆောက်လို့ရမှာပေါ့ဒါကြောင့်မို့ဒါလည်းအရေးကြီးတဲ့အချက်ဖြစ်တယ်လူညံ့သိမ်မွေးရမယ်အနတ္တိမာနိမမောက်မှလွန်ရဘူးတဲ့လွန်ကဲတဲ့မာနမရှိရဘူးဒီနေရာမှာမာနမရှိရဘူးလို့ဘုရားကမဟောပဲနဲ့အလွန်မောက်ပါတဲ့မာနမရှိရဘူးလို့ဆိုတဲ့နေရာမှာအဓိပ္ပာယ်ရှိတယ်ပေါ့မာနဆိုတာထားတဲ့မာနမထားတဲ့မာနနှစ်ခုရှိတယ်ထားတဲ့မာနဆိုတာကတော့အကုသိုလ်ကြီးပဲအကုန်လုံးကိုယ်ရည်ချင်းနဲ့ပတ်သက်ပြီးတော့အတွေးအထင်တွေကိုမာနလို့ခေါ်တယ်ထားတဲ့မာနဆိုတာဘယ်လိုဟာလို့လဲပညာရေးနဲ့ပတ်သက်ပြီးသူတောင်တတ်သေးတာပဲငါလည်းတတ်အောင်လုပ်မယ်ဒီမာနမျိုးထားတယ်စီးပွားရေးနဲ့ပတ်သက်သူတောင်အောင်သေးတာပဲငါလည်းအောင်လုပ်ကမ္မထာဘာဝနာနဲ့ပတ်သက်ပြီးသူတောင်မှပဲဒီလိုပေါ့ပေါ့ရောက်ဖြစ်သေးတယ်ငါလည်းဘာလို့ပေါ့ပေါ့ရောက်မဖြစ်ရမှာဟောယဟန္တာပုဂ္ဂိုလ်တွေသူတို့တောင်ယဟန္တာဖြစ်သေးတာငါလည်းဖြစ်ရမယ်ဆိုရင်မာနမျိုးနော်အဲ့ဒီမာနမျိုးကတော့ထားတဲ့မာနမျိုးကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာရဲ့သိတောင်မာနထားလို့ဘုရားဖြစ်တာမာနမရှိရင်ဘုရားမဖြစ်နိုင်ဘူးဘာကြောင့်ဒီစကားပြောရအောင်ဆိုလို့ရှိရင်ဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာ
သူ့ရဲ့ပညာရည်ချင်းအလွန်မြင့်တယ်ဇာဘိညာဉ်တွေရထားတဲ့ယသိတဝုလည်းဖြစ်တယ်အဲ့ဒီအချိန်မှာဒီပင်ကရာမြတ်စွာဘုရားရဲ့တပည့်ခံပြီးတော့တရားထုတ်မယ်ဆိုရင်ရဟန္တာဖြစ်တော့ဒါပေမဲ့သူ့မာနကဘယ်လိုမာနတော့ဆိုကိမ့်မေဧကေနတိနေနပုရိသေနဓမ္မတတိငါတို့စွန့်ရည်တတိရှိတဲ့လူတယောက်ကတဲ့နော်တယောက်တည်းနဲ့ကိုတယောက်တည်းသိယုံနဲ့ရှင်းတတ်မှာမဟုတ်ဘူးသဗ္ဗညုတံပါပုနေတောတန္တာရိတံငါလည်းငါကိုယ်တိုင်ဖျားဖြစ်ပြီးတော့တဏ္ဍဝါတွေကိုပုံကဲတွင်ရင်းဝဲတရားအမှန်တရားကိုငါကိုယ်တိုင်ဟောပဲငါသူများဟောတဲ့တရားကိုနာပြီးတော့ရဟန္တာဖြစ်သွားတဲ့အဖြစ်မျိုးကိုလိုယုံသွားတာမျိုးကမလုပ်နိုင်ဘူးဓမ္မာနပဲပေါ့အဲ့ဒီမာနကြောင့်ဖျားဖြစ်တာသို့တော်စာပေကျမ်းကနေမှာဖျားလောင်းနေဖျားဖြစ်တယ်ဆိုတာကရုဏာကြောင့်ဖြစ်တယ်လို့ဒီလိုဆိုတယ်ဒါတော့ကရုဏာတော့ပါတော့ပါမှာပေါ့ဒီနေရာမှာတော့ဒါဒီတနာစရာပုဂ္ဂိုလ်မှမရှိပဲဒီချိန်မှာဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာသူ့လိုငါလည်းဘုရားဖြစ်အောင်လုပ်မယ်ဆိုတဲ့မာနပဲအဲ့ဒီမာနကြောင့်ဘုရားဖြစ်တယ်သို့တော့သိမ့်ပေါင်းမာတဲ့မာနဆိုတာဘယ်လိုဟာတော့လဲလူကြီးတွေကိုယုံကြည်မပေးနိုင်ဘူးနော်ငါအသာဆုံးပဲငါတဲ့တတ်တဲ့လူမရှိဘူးဆိုတဲ့မောင်းမာတဲ့ပညာနဲ့ဖြစ်စေစီးပွားနဲ့ဖြစ်စေအလှနဲ့ဖြစ်စေဂုဏ်သတင်းနဲ့ဖြစ်စေအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးမမောင်းမာရဘူးတဲ့မောင်းမာလို့ရှိရင်ပတ်ဝန်းကျင်ကသူ့ကိုမုန်းတယ်ပေါ့မုန်းတော့မေတ္တာတိဆောက်ခြင်းကမတတ်နိုင်ဘူးတဲ့ဒါကြောင့်အနတ္တိမှာတန်တုတ်တကောတဲ့နောက်တစ်ခုကတန်တုတ်တကဆိုတာတန်ဆိုတာရှိတာလေးနဲ့တုတ်တကရှင်းတတ်မှုရှိတာလေးနဲ့ရှင်းတတ်တယ်ဆိုတာတချို့အဓိပ္ပာယ်အကောင်လွဲတယ်လာက1000ရရင်ဒါလေးနဲ့ပဲရှင်းတတ်ရမယ်ဒီလိုအဓိပ္ပာယ်ကောက်အဲ့လိုအဓိပ္ပာယ်ဆိုလိုတာမဟုတ်ဘူးဇီစာမကြောင်ဘူးလို့ပြောတာတန်တုတ်တကဆိုတာနော် fastidious လို့ချို့ကဇီစာကြောင်တယ်လေအချိုကြိုက်မလားလို့အချိုချက်ပြီးရင်မဟုတ်ပြန်အချင်းကြိုက်မလားအချင်းကြီးများတယ်ခေါ်တာပေါ့ဗမာလို့ဆိုတာနော်ကိုရှိတာလေးနဲ့လည်းမကျင်တတ်ဘူးကိုရှိတာလေးနဲ့မကျင်တတ်တော့သူများဟာလိုချင်လာတယ်အဲ့ဒါလည်းအန္တရာယ်ကြီးတစ်ခုပဲအဲ့တော့ကိုရှိတာနဲ့ကျင်တတ်ရမယ်ကိုဟာလေးနဲ့ကျင်တတ်ရမယ်ကိုဟာနဲ့မကျင်တတ်ဘူးသူများဟာသွားပြီးတစ်ခုလုံးမြင်ပြတ်တာပေါ့အဲ့ဒါကြောင့်တန်တုတ်ကကိုဘဝလေးကို satisfy ဖြစ်ဖို့လိုတယ် contentment ပေါ့ဒါလေးကအဲ့ဒါရှိဖို့လိုအပ်တယ်သို့တော့ contentment နဲ့ပတ်သက်ပြီးတော့အဓိပ္ပာယ်အကောင်မလွဲစေရဘူးတိုးတက်အောင်မလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးတိုးတက်အောင်လုပ်တာကတခြား fastidious ဆိုဇီစာကြောင်းတယ်ဆိုတာကတခြားဇီစာကြောင်းလို့ရှိရင်ကြည့်လေသမင်းချက်ကျွေးတဲ့လူကလည်းမေတ္တာမရှိဘူးဒီဟင်းချက်ထားပြန်မကြိုက်ဘူးကိုဟင်းချက်ထားပြန်မကြိုက်ဘူးဆိုရင်မိဖို့ကြောင့်လည်းအညာဖြစ်တော့မှာပေါ့ဘယ်လိုလုပ်ပြီးတော့အဲ့ဒါမေတ္တာဘာဝနာထားလို့ရတော့မရဘူးဒါကြောင့်မလို့ရှိတာလေးနဲ့ကျင့်တတ်ရမယ်လို့ဒီလိုဆိုလို့ရတယ်နော်တန်တုတ်ကရှိတာနဲ့ကျင့်တတ်တယ်သို့မဟုတ်ကိုယ်ဟာနဲ့ကျင့်တတ်တယ်အဲ့ဒီရည်ချင်းဟာလည်းအမှန်တမ်းအရေးကြီးပါတယ်တဲ့လူတွေမှာသူပရသာမွေးမြူလွယ်ရမယ်တဲ့ခုနတန်တုတ်ကရှိရင်မွေးမြူလွယ်တယ်ဘယ်လိုပဲဖြစ်ဖြစ်နော်ကိုလည်းမွေးမြူရလွယ်ရမယ်သူတစ်ပါးကကိုယ်ကိုကူညီစားရှောက်တဲ့အခါမှာလည်းပဲကျင့်တတ်တဲ့မှုရှိရမယ်ကိုမွေးမြူလွယ်တယ်ဆိုတာဘာနဲ့ဆိုင်ရဆိုင်ကျင့်တတ်တယ်ရှိတာလေးနဲ့သူကကျင့်တတ်တယ်အဲ့ဒါကိုမွေးမြူလွယ်တယ်လို့ခေါ်တချို့ကြအမွေးမြူခက်တယ်ကိုတယောက်တည်းရံဖြစ်နေတဲ့လူကရှိနေတယ်မကျင့်တတ်ဘူးလေစိတ်တိုင်းဘယ်တော့မှမကြဘူးတွေ့ဘူးကြပါလိမ့်မယ်တခါတလေကိုစိတ်တိုင်းမကြတဲ့လူတွေအများကြီးရှိတယ်ကိုလည်းစိတ်တိုင်းမကြဘူးသူများလောက်တာလည်းစိတ်တိုင်းမကြဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့မှမေတ္တာဘာဝနာဆိုဖြစ်နိုင်မှာမဟုတ်ဘူးဒါကြောင့်သူပရမွေးမြူလည်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တဲ့ဖြစ်ရမယ်လို့မြတ်စွာဘုရားဟောတာအပ္ပကိစ္စတရားဘာဝနာပွားရမယ်ဆိုလို့ရှိရင်အပူကိစ္စတွေသိမလုံးနဲ့ကိစ္စနည်းပါရမယ်လို့ဒီလိုပြောတာမေတ္တာဘာဝနာပွားဖို့အချိန်များများပေးနိုင်ဖို့အတွက်အလုပ်ကိစ္စဒါလူလောကမှာလောက်ရမယ့်ကိစ္စတွေကတော့အများကြီးရှိကြတာပေါ့သို့တော့အဲ့ဒီထက်ကနေအချိန်ယူရမယ်လို့ဒီလိုဆိုလို့အပ္ပကိစ္စတချို့ကအပူလုပ်ငန်းတွေအများကြီးလုပ်ကြတယ်လေပိုလုပ်ငန်းမလုပ်ဘဲနဲ့မလုပ်မဖြစ်တဲ့အလုံးလောက်လုပ်ပြီးတော့ခြံတဲ့အချိန်မှာမေတ္တာဘာဝနာပွားဖို့အချိန်များများပေးဖို့လိုအပ်တယ်ဒါပြောတာနော်လောက်ရမယ့်ကိစ္စကိုရခိုင်းတာမဟုတ်ဘူးဒါအပ္ပကိစ္စ
နောက်တစ်ခုကတန်လဟုကဝုဒ္ဓိတန်လဟုကဝုဒ္ဓိဆိုတာပေါ့ပေါ့ပါပါအသက်မွေးတယ်လို့ဆိုတဲ့အဓိပ္ပာယ်ဆို simple life အနေထိုင်ရိုးရိုးလေးနဲ့နေတာထိုင်တာ simple life ကိုနေတာကိန်းကြီးခန်းကြီးနဲ့နေတဲ့ပုဂ္ဂိုလ်ကြတော့သူကအလုပ်ကိစ္စတွေပိုများလာမှာပေါ့သူကနေတာလဲကိန်းကြီးခန်းကြီးနဲ့နေတတ်တယ်စားတဲ့အခါမှာလဲကိန်းကြီးခန်းကြီးနဲ့အပူတွေစားချဲ့တယ်ပေါ့နော်အဲ့ဒါမျိုးမဟုတ်ဘဲနဲ့ simple life မှာနေနိုင်အောင်ကြိုးစားတယ်တချို့ကြပတ်စံချမ်းသာပြီမဲ့ simple life မှာနေသွားတာရှိတယ်ပေါ့ဒါပဲလို့အဲ့ဒါလို့ဖြစ်ရမယ်တန်တတကောစာသူကရောစာအပကိသောစာတန်လဟုကဝုဒ္ဓိနောက်တစ်ခုပြည့်စုံရမယ့်အချက်ကတန်တိန်တရိယဣန္ဒြေငြိမ်သက်ရဣန္ဒြေငြိမ်သက်ဆိုတာတောင်ကြီးမြောက်ကြီးမကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးဣန္ဒြေဆိုတဲ့နေရာမှာလူတွေနားလည်နေတဲ့ဣန္ဒြေကဒီလူကဟိုနေတာထိုင်တာငြိမ်သက်တာလေးနဲ့ဣန္ဒြေငြိမ်သက်တယ်လို့ထင်တယ်အဲ့လိုပြောတာမဟုတ်ဘူးဣန္ဒြေဆိုတာဘာတွေတုံးလို့မေးလိုက်လို့ရှိရင်မျက်စိနားနာလျှာကိုယ်စိတ်လူတွေရဲ့တဏ္ဍာမှာမျက်စိနဲ့ပတ်သက်ပြီးတော့ငြိမ်သက်တယ်ဆိုတာဘာလို့မျက်စိကကြည့်ပြီးတော့လောဘဖြစ်ရင်ဒေါသဖြစ်ရင်ဒါမငြိမ်သက်ဘူးခေါ်ဣန္ဒြေမငြိမ်သက်ဘူးကိုကြည့်ဒီကြည့်လို့ပြောတာမဟုတ်ဘူးနော်မျက်စိကမြင်တဲ့အခါမှာလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဣန္ဒြေမငြိမ်သက်ဘူးနားကနားထောင်ပြီးတော့လောဘတွေဖြစ်မဲ့ဒေါသတွေဖြစ်မဲ့ဣန္ဒြေမငြိမ်သက်ဘူးနှာခေါင်းကအနတ်နော်လျှာကအရသာအဲ့ဒါတွေကြည့်ပြီးလောဘတွေဒေါသတွေဖြစ်မဲ့ဆိုလို့ရှိရင်ဣန္ဒြေငြိမ်သက်ဖို့မရှိဘူးလို့ပြောတယ်စိတ်နှလုံးကအေးချမ်းမှုဆိုတာလောဘမဖြစ်ဒေါသမဖြစ်မြင်ပြီးတော့စိတ်ဆိုးတယ်လိုချင်တယ်ကြားပြီးစိတ်ဆိုးတယ်လိုချင်တယ်နော်နှာခေါင်းကအနံ့ရပြီးစိတ်ဆိုးတယ်လိုချင်တယ်လျှာကထိပြီးတော့စိတ်ဆိုးတယ်လိုချင်တယ်နောက်ခန္ဓာကိုယ်အထိတွေ့ပြီးစိတ်ဆိုးတယ်စိတ်ကူးစိတ်တမ်းမှာဒေါသဖြစ်တယ်လောဘဖြစ်တယ်ဆိုရင်ဒါတန်တိန်တရိယဣန္ဒြေငြိမ်သက်မှုမရှိဘူးလို့ပြောတယ်ထိုက်တဲ့တော့ဣန္ဒြေငြိမ်သက်မှုရှိအောင်ကြိုးစားရမယ်ဒါပြောတာနော်ဣန္ဒြေကိုဆောင်ထိန်တယ်ဆိုတာလေအဲ့ဒါကိုပြောတာအဲ့ဒါရသော်ပြဟောလို့ရင်ဣန္ဒြေဆောင်ထိန်မှုဆိုတာဒီအချက်ကိုပြောတာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်တတ်နိုင်တဲ့ကြတာတွေကိုထိန်းချုပ်ဖို့လိုအပ်တယ်လို့ပြောတာနိပကောဆိုတာအသိပညာရင့်ကျက်လာအောင်ကြိုးစားရမယ်ဓမ္မနဲ့ပတ်သက်ပြီးအသိပညာရင့်ကျက်လာအောင်ကြိုးစားပေးဖို့လိုတယ်။ဒါဖြင့်ပညာဆိုတာဘယ်လိုနည်းနဲ့ရနိုင်လို့ဆိုတော့တရားနာခြင်းဖြင့်လည်းပညာရတယ်။တရားဓမ္မကိုဆင်ခြင်စဉ်းစားခြင်းဖြင့်လည်းပညာရတယ်။လက်တွေ့ကျင့်သုံးလေ့လာခြင်းဘာဝနာအဖြစ်နဲ့ပညာရတယ်။အဲ့ဒီပညာတွေကိုပဲသုတ္တမယပညာတရားနာတယ်စာအုပ်တွေဖတ်တယ်အဲ့ဒီကနေပညာရတယ်။စိန္ဒမယပညာတရားနဲ့ပတ်သက်ပြီးကြံစည်တွေးတောမှုရှိတယ်။ရသော်ဖြင့်စိန္ဒမယပညာဆိုတာသူတော်ဘာစီကဘာမှမကြားဘူးပဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားတာတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ဘုရားလောင်းနေတာဒီစိန္ဒမယပညာဆိုတာရှိတယ်။လောကီဘက်ကတော့ရှိကောင်းရှိနိုင်တယ်ပေါ်လို့လည်း။နောက်ဘာဝနာမယပညာဆိုတာဒီလိုကြားနာပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးရမယ့်ကိစ္စကိုလက်တွေ့ကျင့်သုံးပေးတာဒါဘာဝနာမယလို့ခေါ်တယ်။အဲ့ဒါလိုပညာဟာအဆက်လက်ကြိုးစားအထောက်မှဒီနိဗ္ဗာန်ဆိုရင်ရင့်ကျက်တဲ့ပညာမျိုးရနိုင်တယ်။မေတ္တာတုံးမှာမြတ်စွာဘုရားကမေတ္တာမပွားခင်ဒါတွေလိုအပ်တယ်။ဒီပုဂ္ဂိုလ်ဒီလိုအရေးချင်းတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ပါတဲ့။အဲ့ဒါတွေလုံးဝပို့ပြီးတော့ကိုလုံးတဲ့လုပ်ငန်းတစ်ခုကအောင်မြင်နိုင်တယ်ဆိုဟုတ်တာပေါ့နော်။လောကီအလုပ်ပဲကြည့်ကြည့်လေအရေးချင်းအရေးရှာရတာပဲ။အရေးချင်းရင်သင်ရတာပဲ။သင်ပြီးတော့မှအလုပ်တစ်ခုလုပ်တာ။မတင်မဲ့နဲ့သွားလုပ်လို့ရှိရင်ဘာမှအောင်မြင်မှာမဟုတ်ဘူး။နောက်တစ်ခုကဘာလို့ဆိုရင်မလုပ်ရမယ့်ဟာလေးတွေပြောတရားထုတ်မယ်ဆိုလူတွေကတောက်တူမေရလေးတွေတစ်ခါတလေအပြစ်မကင်းတာလေးတွေရှိတယ်။နသခုတ်တမာစရိကိစီရေနဝိညူပရိဥပဝတေယောသူများတွေကအပြစ်တင်ပြီးတော့မင်းငေါ်စရာမကောင်းတဲ့အမှုရာလေးတွေပြစ်ပြောစရာလေးတွေမလုပ်ပါနဲ့ဒီအသေးဖွဲလေးကစပြီးမလုပ်ပါစေမဖြစ်ပါစေနဲ့လို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့သူများပြစ်တင်စရာလေးတွေရှောက်လုံးမဲ့အမှုမဲ့အမှတ်မဲ့နေမယ်ဆိုလို့ရှိရင်ဘေးကကိုယ့်ပေါ်မှာဘယ်လိုလုပ်မေတ္တာရောက်ကိုယ်တိုင်လည်းသူများပေါ်မှာမေတ္တာရောက်မှာမဟုတ်ဘူး။မေတ္တာဆိုတာသူမေတ္တာကိုယ်မေတ္တာအပြန်အလှန်ဆိုတာရှိတယ်။
ဒါကြောင့်မို့ဒါလေးကိုလည်းမြတ်စွာဘုရားထည့်ပြီးတတိပေးတာနသခုဒ္ဒမစရိပညာရှိသူတော်ကောင်းတွေကနေဆွဆွဲဝယ်ရဖြစ်တဲ့မှားရွံ့တဲ့လွဲရကလေးတွေကရှောင်ပါတဲ့မလုပ်ပါနဲ့ဒီတိုင်းတာထိအောင်မေတ္တာတုတ်ကတိုင်းတာရမယ့်အရေးချင်းတွေမြတ်စွာဘုရားရှင်းဥစွာထုတ်ခေါ်ပြီးတော့ဟောတာနော်ကြဒီထဲမှာရွတ်အောင်လဲဆိုတာတခုမှမပါဘူးနော်ဒါတွေကိုအရင်ကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားပြီးတော့မေတ္တာပုဂ္ဂိုလ်လေးတွေကိုသင်မယ်မြတ်စွာဘုရားမေတ္တာပုဂ္ဂိုလ်စပြီးတော့သင်တဲ့အခါကျတော့နသခုဒ္ဒမစရိကိစီယေနဝိညုပရိဥပဝတေယောဒီရင်မဲ့ရှေ့ပိုင်းကတိုင်းနာမဲ့ချက်တွေပြီးတော့ဒုက္ခိနောဝခေမိနောဟောတုတဝတ္တတာဘဝန္တုဒုက္ခိတတာကိုယ်စိတ်ထဲကမေတ္တာပို့မယ်ဆိုရင်အဲ့ဒီစကလုံးလေးအဲ့ဒီအဓိပ္ပာယ်မျိုးကိုအသုံးပြုပြီးတော့ပွားပါလို့ပြောတာနော်တဝတ္တတာဘဝန္တုတဝတ္တတာဆိုတာတတ္တဝါတွေမှာချွင်းချက်မရှိဘူးတတ္တဝါတွေတချို့ကတတ္တဝါတွေမှာချွင်းချက်လေးထားတတ်တယ်ကိုယ်နဲ့မတည့်တဲ့လူမပါဘူးမေတ္တာပို့တယ်တဲ့အဲ့ဒါမျိုးမဟုတ်စေရဘူးတဝတ္တတာတတ္တဝါမှန်တရားတွေဒုက္ခိနောကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေနဲ့ပြည့်စုံကြပါစေကိုကြိုက်တဲ့စကားလုံးလေးအသုံးပြုပြီးတော့တတ္တဝါမှန်သမျှချမ်းသာကြပါစေခေမီနောတတ္တဝါမှန်သမျှဘေးကင်းကြပါစေတစ်ခုပဲဖြစ်ဖြစ်နှစ်ခုပဲဖြစ်ဖြစ်ကိုကြိုက်တဲ့စကားလုံးလေးတစ်ခုကိုသုံးပြီးတော့ဒုက္ခိတတ္တာစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေလို့မေတ္တာပုဂ္ဂိုလ်၃မျိုးဒီနေရာမှာမြတ်စွာဘုရားပြဒုက္ခိနောခေမီနောဒုက္ခိတတ္တာတတ္တဝါအားလုံးမှာချမ်းသာပါစေခေမီနောဘေးရန်ကင်းကြပါစေဒုက္ခိတတ္တာဘဝန္တုစိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေလို့အဲ့ဒီစိတ်ဓာတ်ကလေးအမြဲမပြတ်ဖြစ်နေအောင်လုပ်နေတာကိုဘာဝနာလို့ပြောတာအခါတည်းဖြစ်ရမဟုတ်ဘူးပထမတစ်စက္ကန့်ဖြစ်တယ်နောက်ထပ်ဒုတိယတစ်စက္ကန့်နောက်ထပ်တတိယတစ်စက္ကန့်စက္ကန့်ပေါင်းမြောင်းများသွားတာဒါဘာဝနာလို့ခေါ်ဒီစိတ်ကလေးကြီးပဲထပ်တလဲလဲကိုယ်တဏ္ဍာမှာဖြစ်နေအောင်ကြိုးစားပါမေတ္တာပို့เสียတတ္တဝါအာယုန်နဲ့စိတ်ကလေးကိုလေ့ကျင့်ပြီးတော့ချမ်းသာပါစေချမ်းသာပါစေချမ်းသာပါစေလုံးဝဘေးကင်းကြပါစေဘေးကင်းကြပါစေအားလုံးတတ္တဝါတွေကိုအာယုန်ပြုပြီးတော့နောက်ဆုံးမှာတဖြည်းဖြည်းတိုးချက်သွားလို့လည်းရတယ်ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုအရင်ပို့မယ်နောက်ပြီးရင်ဖြန်တဲ့မြင်ရတဲ့တတ္တဝါတွေရောမမြင်ရတဲ့တတ္တဝါတွေရောအကုန်လုံးတတ္တဝါမှန်သမျှဒီလိုဆိုလိုပဲပေါ့တဖြည်းဖြည်းတိုးချက်ပြီးတော့ပို့သွားဒီနေရာမှာမေတ္တာပုဂ္ဂိုလ်လေးမြတ်စွာဘုရားစပြီးတော့ဟောတယ်ပြီးတဲ့အခါကျတော့တိုးချက်ပုံကိုပြတယ်ယေကေစီအာနဗုတ္တိတတဝါထာဝရဝနဝတေတာဒီကဝါယေဝမဟန္တာမျက်စိမာရတ္တကာယုကထုပါတဲ့ဒါတတ္တဝအမျိုးအစားတွေလိုက်မေတ္တာပုဂ္ဂိုလ်လေးကိုပြောတာခုနကတော့တပ္ပတ္တတတ္တဝမှန်သမျှအားလုံးကိုခြုံငုံပြီးကမ္ဘာလောကမှာရှိကြတဲ့လူတွေတည်းမကဘူးလူကြီးတန်ပေါင်း6000ရှိတယ်6000ကျော်ရှိတယ်အဲ့ဒါတွေကိုလည်းအောင်ပြုတယ်တိရစ္ဆာန်တွေတန်ပေါင်းများစွာရှိတယ်ဒါတွေကိုလည်းအောင်ပြုတယ်လက်ရှိတတ္တဝမှန်သမျှအကုန်လုံးကုန်းပေါ်မှာရှိတာဖြစ်စေရေထဲမှာရှိတာဖြစ်စေကောင်းငင်မှာရှိတာဖြစ်စေလက်ရှိတတ္တဝမှန်သမျှချမ်းသာကြပါစေပေါ့ခုနကအခုကကြတော့ယေကေစီပါဏကုတ္တိလောကကြီးမှာရှိတဲ့တတ္တဝတွေတဲ့ယေကေစီပါဏကုတ္တိအဲ့ဒီလောကကြီးမှာရှိတဲ့တတ္တဝါတွေကိုနှစ်ပိုင်းခွဲလိုက်တယ်သုံးပိုင်းခွဲလိုက်တယ်အမျိုးအစားလိုက်မေတ္တာပို့ဖို့ပြောတာတတဝါထာဝရဝနဝတိတတဆိုတာကြောက်တတ်လန့်တတ်တဲ့တတ္တဝါဒါတွေကပုရုษေတို့တိခပုဂ္ဂိုလ်တွေဒေါသမကင်းသေးတဲ့တတ္တဝါတွေကိုတတလို့ခေါ်တယ်ထိတ်လန့်တတ်တယ်ကြောက်တတ်တယ်ထာဝရကြတော့ထိတ်လန့်ကြောက်ရွံ့မှုမရှိဘူးယဟန္တာပုဂ္ဂိုလ်တွေဘဝမှာခိုင်မြဲသွားတဲ့ပုဂ္ဂိုလ်တွေတတနဲ့ထာဝရဒီလိုခွဲတယ်ကြောက်ရွံ့တဲ့တတ္တဝါတွေကပုံများပါတယ်လောကကြီးမှာအေးထိတ်လန့်ကြောက်ရွံ့တဲ့တတ္တဝါတွေလည်းချမ်းသာကြပါစေထိတ်လန့်ကြောက်ရွံ့မှုကင်းသွားတဲ့ယဟန္တာပုဂ္ဂိုလ်တွေထာဝရတတ္တဝါတွေလည်းချမ်းသာကြပါစေဟောဒီလိုပြောတာနော်လူပြေမှာယဟန္တာမရှိပေမဲ့နတ်ပြေပြမပြေမှာယဟန္တာတွေရှိနေတော့မယ်ပြမပြေမှာယဟန္တာတွေရှိနေတော့မယ်အဲ့တော့အဲ့ဒါတွေအာယုံပြုပြီးတော့မေတ္တာပွားတယ်ဒီနေရာမှာ interpretation တစ်မျိုးရှိသေးတယ်အဲ့ဒါမှမှန်ကန်တဲ့ interpretation တ
ဒီစကလုံးကိုဘုရားဘာသာကသုံးတာမဟုတ်ဘူးဘုရားနဲ့ခေတ်ပြန်တခြားဘာသာစကားတွေမှာလည်းသုံးသူတို့ကြတော့တတဆိုတာသက်ရှိတ attva တွေကိုပြောတယ်ထာဝရကြတော့သက်မဲ့တွေကိုပြောတယ်ဘုန်းကြီးတို့တီဟိုမှာသွားပြီးတော့မာစတာရန်သွားလို့တော့အဲ့ဒီလိုဆရာကြီးတယောက်ကမေတ္တာတုံးနဲ့ပတ်သက်ပြီးတော့လက်ချပေးတဲ့ထဲမှာသူကတတဆိုတာသက်ရှိတ attva တွေကိုမေတ္တာပို့အောင်ထာဝရကြတော့တောတွေတောင်တွေတစ်ပင်တွေကိုမေတ္တာပို့အောင်မလို့သက်မဲ့တ attva ဘယ်လိုလုပ်သွားမေတ္တာပို့တစ်ပင်ကိုဘယ်လိုလုပ်မေတ္တာပို့နော်အဲ့ဒီအဓိပ္ပာယ်ကမှားရဲတဲ့အဓိပ္ပာယ်အဲ့ဒီအဓိပ္ပာယ်ကတခြားဘာသာဝါဒမှာဥပမာဂျိုင်းနစ်စင်လို့ခေါ်တယ်ဒီကနေ့ထိအောင်အိန္ဒိယမှာရှိတယ်ဂျိန်းဝါဒဆိုတာအဲ့ဒီဂျိန်းဝါဒတွေကတစ်ပင်တွေရောမြေရောတောတောင်တွေကအကုန်လုံးသက်ရှိတယ်လို့သူကယူဆတယ်မိမှာလည်းအသက်ရှိတယ်ရေမှာလည်းအသက်ရှိတယ်နော်မိကိုမိဖို့လိုက်လို့မိကထင်းနေပါလေလျှောက်လောင်လို့ရှိရင်အဲ့ဒါသက်ရှိတ attva မီးကနေပြီးတော့ဖြည့်ဆည်းတယ်မီးကိုငြိမ့်လို့ရှိရင်မီးကိုတတ်ရရောင်းလို့ပန္နတိပတ္တကပြည့်ရှိတယ်ဟောရေကိုမတောက်အောင်တောက်လို့ရှိရင်အဲ့ဒါပြည့်ရှိတယ်သူကရေစိမ်းကိုသုံးလို့ရှိရင်ပြည့်ရှိတယ်လို့ယူဆတယ်ယူမုံလေးတွေတောင်မှဇီဝရှိတယ်အသက်ရှိတယ်လို့ယူဆတယ်အဲ့ဒီဘာသာစကားအရအဲ့ဒီဘာသာအရ interpretation လုပ်တာအဲ့ဒါဘုရားဘာသာနဲ့မစီလျော်တဲ့ interpretation ခေါ်တယ်ဘုရားဘာသာနဲ့စီလျော်တဲ့ interpretation ကတတကထိန်းလန့်ကြောင်းလုပ်တတ်တဲ့ကိလေသာအသောမကင်းသေးတဲ့ပုဂ္ဂိုလ်ကြီးထာဝရဆိုတာကိလေသာအသောကင်းပြီးတော့တည်ငြိမ်သွားတဲ့ပုဂ္ဂိုလ်ကြီးဒီလိုဆိုလို့လေပေါ့interpretation ကမတူဘူးလို့ဒီလိုမှတ်နောက်တစ်ခုကတတဝါထာဝရဝနဝတေတာဒီကဝါယေဝမဟန္တာမစ္စည်းမာရတကတ attva တွေကို၃မျိုးခွဲလိုက်တယ်ဒီကဆိုတာရှည်လျားတဲ့တ attva နော်မစ္စည်းမာအလတ်တန်းစားတ attva အနုကသိငယ်တဲ့တူတဲ့ရတ္တတူတဲ့တ attva အလျားနဲ့ပတ်သက်ပြီးတော့ရှည်တဲ့အကောင်ပဲဖြစ်စေတူတဲ့အကောင်ပဲဖြစ်စေမရှိမတူအကောင်ပဲဖြစ်စေပေါ့တ attva လေးရှည်လျားတယ်ဆိုတာမွေတို့ဘာလို့ကြတော့အရာရှည်တယ်ပေါ့နော်အဲ့ဒါလို့တ attva တွေကို၃မျိုးခွဲလိုက်တာလူတွေလည်းရရှိတဲ့လူတွေပါမှာပေါ့ဒီလိုနော်ရရှိတဲ့လူရောရပုတဲ့လူရောအလေလသမားရောမွေကြတော့အလျားရှိတာပေါ့ဒီလိုရှည်လျားတဲ့တ attva ပဲဖြစ်စေပုတဲ့တ attva ပဲဖြစ်စေအလေလဖြစ်တဲ့တ attva ပဲဖြစ်စေဆို၃မျိုးခွဲပြီးတော့ချမ်းသာကြပါစေမေတ္တာပို့တာအာယုံပြုပြီးတော့မေတ္တာရတ္တကအနုကထုလာဟောတ attva တွေကတချို့တ attva လေးတွေကဘဝစိတ်တို့ကမြင်းနေတို့ဆိုတာသေးသေးလေးတွေမုံမုံလေးတွေ insect လေးတွေအဲ့ဒီအကောင်လေးတွေကိုလည်းအသေးဖွဲလေးတွေကိုလည်းဆင်းလို့အကောင်ကြီးတွေကြတော့အကြီးကြီးတွေအဲ့လိုခန္ဓာကိုယ်ကြီးတဲ့အကောင်လည်းချမ်းသာကြပါစေခန္ဓာကိုယ်သေးတဲ့အကောင်လည်းချမ်းသာကြပါစေမသေးမကြီးအလတ်တန်းစားပုဂ္ဂိုလ်တွေလည်းချမ်းသာကြပါစေဆိုတ attva တွေကို၃မျိုးခွဲပြီးမေတ္တာပို့ဖို့ပြောတာနော်ဒီကဝါယေဝမဟန္တာမစ္စည်းမာရတ္တကအနုကထုလာနောက်တစ်ခုကျတော့ဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝတုတွေဝတ္တန္တိအဝိတုတွေမြင်ရတဲ့တ attva ကိုမျက်စိနဲ့မြင်ရတဲ့တ attva တွေရှိတယ်လို့မမြင်ရတဲ့တ attva တွေအများကြီးရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့မာပြေပါတိပိဋကဆရာတော်ကြီးကဒီမေတ္တာပုံနဲ့ပတ်သက်ပြီးရေးထားတာလေးရှိပါတယ်လူတွေလည်းရကောင်းရပါလိမ့်မြင်အပ်မမြင်အပ်နေရာများစွာတ attva ချမ်းသာကိုယ်စိတ်မြဲပါစေကိုမြင်ရတဲ့တ attva ပဲဖြစ်စေမမြင်ရတဲ့တ attva ပဲဖြစ်စေညီတိတ attva ပဲဖြစ်ဖြစ်ချမ်းသာဒုက္ခရကြပါစေလို့မေတ္တာပွားပါဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝတုတွေဝတ္တန္တိအဝိတုတွေဟောဒီမှာလည်းပဲအဝေးနေတဲ့တ attva ဖြစ်စေကိုယ်အနိနာမှာရှိတဲ့တ attva ဖြစ်စေနော်အဝေးနေအနီးနေအဲ့ဒီနှစ်ထွေများစွာတ attva ချမ်းသာကိုယ်စိတ်မြဲကြပါစေလို့မေတ္တာပို့ဖို့ပြောတာကိုယ်နဲ့နီးမမဟုတ်ဘူးတဲ့ဘုဒ္ဓဝတ္တမဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတ္တဘုဒ္ဓဆိုတဲ့တ attva နဲ့တမ္ပဝေတိဆိုတဲ့တ attva နှစ်မျိုးခွဲထားဘုဒ္ဓဆိုတာ grow up ခန္ဓာကိုယ်ပြည့်ပြည့်ပြင်းပြင်းအရွယ်အစားပြည့်ပြည့်ဝဝဖြစ်ထားပြီးသား grow up လို့ခေါ်ဆိုပါစို့
ဘုဒ္ဓဆိုတာလူသားနဲ့ပြောမယ်ဆိုလို့ရှိရင်မိခင်ဝါကနေမွေးလာတဲ့ပုဂ္ဂိုလ် grow up အဲ့ဒါမဟုတ်ဘဲနဲ့ fetus အဆင့်ဆိုလို့ရှိရင်တော့ grow up မဖြစ်သေးဘူးပေါ့နော်နောက်တစ်ခါစတင်နေလို့ရှိသေးတယ်အင်္ဂါချိန်လည်းမစုံသေးဘူးဆိုတဲ့အချိန်မှာတမ္ပဝေတိပေါ့ပြည့်ပြည့်စုံစုံဖြစ်လာပြီဆိုလို့ရှိရင်ဘုဒ္ဓဒါကအဓိပ္ပာယ်တစ်ခုနောက်အဓိပ္ပာယ်တစ်ခုကတမ္ပဝေတိဆိုတာကဘဝတစ်ခုမှာသူကတရေတည်ဖို့အခြေအနေဖြစ်နေတဲ့ပုဂ္ဂိုလ်ဘုဒ္ဓဆိုတာတရေတည်ပြီးတော့ဖြစ်လာတဲ့ပုဂ္ဂိုလ်ဥပမာပဲကျက်ဥတွေပါလေဆိုလို့ရှိရင်ကျက်အကောင်မပေါက်သေးဘူးဥထဲမှာရှိနေတယ်ဆိုရင်တော့ဒါတမ္ပဝေတိပဲအဆင့်ပေါ့ကျက်ကောင်လေးဖြစ်လာပြီဆိုရင်ဘုဒ္ဓပေါ့နော်အဲ့ဒါလို့တတ္တဝါအလုံးကိုခြုံပြီးငုံပြီးအောင်ဘုဒ္ဓနဲ့တမ္ပဝေတိတို့ဒီလိုနှမျိုးခွဲပြီးတော့ဟောထားတယ်နောက်တနည်းအားဖြင့်ဘုဒ္ဓဆိုတာထင်ထင်ရှားရှားဖြစ်ပြီးသားတမ္ပဝေတိဆိုတာဖြစ်ဖို့ရအတွက်ရှားကြမ်းနေတဲ့ပုဂ္ဂိုလ်တန်လျာထဲမှာနောက်ဖြစ်ကြအောင်မှာဘိဒဆိုတာဖြစ်ပြီးသားဆိုတော့ယန္တာပုဂ္ဂိုလ်တွေကိုလည်းဘုဒ္ဓလို့ပြောလို့ရတယ်တမ္ပဝေတိဆိုတာပုရုဇဉ်တ attva တွေကနောက်ဖြစ်အောင်မှာမို့ဘဝဟာဆုံးမတတ်သေးဘူးလို့ဒီလိုအဓိပ္ပာယ်မျိုးနဲ့လည်းပဲယူပြီးတော့တ attva တွေချမ်းသာကြပါစေဟောဒါတွေကအကုန်လုံးဒီတိုင်းပဲပို့ရမှာလားလို့ဆိုတော့မဟုတ်ဘူးအကုန်လုံးလုပ်ဖို့မလိုဘူးကိုကြိုက်တဲ့စကားလုံးလေးတစ်ခုပဲသုံးပြီးတော့ဝါရမှာပဲဒီစာထဲမှာပါတာကဤအမျိုးမျိုးရသော်ဗျာဟောပြောတာပါဟောပေးတာပါမေတ္တာဘာဝနာပွားတာတ attva တွေအာယုံပြုပြီးတော့ပွားဖို့ပဲဘယ်တ attva ပဲဖြစ်ဖြစ်ပွားလို့ရတယ်လို့ပြောနောက်ချမ်းသာကြပါစေဆိုတဲ့စကားလုံးအပြင်ပွားလို့ရတာဒီနပရောပရံနိကုတ်ဝေထာလောကလူတွေကတယောက်နဲ့တယောက်လိမ်ညာနေကြတာတွေကရှိတယ်လေလိမ်ညာတယ်လှည့်စားတယ်လောကလူတွေမှာလေနေ့စဉ်နဲ့များဟာဘယ်သူမှပြင်ညာသွားပြန်ဘယ်သူကလိမ်သွားတယ်ဆိုတာလေဒါတွေရှိတာပေါ့နော်အဲ့ဒါကြောင့်မို့လို့အဲ့ဒီလိုဖြစ်လို့ရှိရင်ကြံတဲ့လူကစိတ်ဆင်းရဲမကြံရဘူးလားစိတ်ဆင်းရဲကြံရတယ်အဲ့ဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားတဲ့အခါမှာလေနာပရောပရဏိကုတ်ဝေဒအေးတယောက်ကနေတယောက်ကိုမလိမ်ကြပါစေနဲ့မတိစားကြပါစေနဲ့ချင်းချင်းဆက်ဆံတဲ့အခါမှာယူသားကြပါစေဆိုရယ်အားလေးလည်းမေတ္တာထည့်ဖို့လွတ်တယ်နော်မေတ္တာပို့ဖို့တစ်မျိုးပြောတယ်နာပရောပရဏိကုတ်ဝေဒနာတိမညေထကတ္တစီနာကံစီဘယ်သူကိုဘာအတွက်နဲ့မှအထင်မြင်မသေးပါစေနဲ့လူတွေကလည်းတယောက်တယောက်အထင်မြင်သေးတတ်တယ်ပညာဉာဏ်နှိမ့်ကြလို့ဖြစ်စေသို့မဟုတ်စီးပွားရေးနှိမ့်ကြလို့ဖြစ်စေအလုပ်ကိုင်နှိမ့်ကြလို့ဖြစ်စေနှိမ့်ကြမှုကိုအကြောင်းပြုပြီးတော့တယောက်တယောက်အထင်သေးမှုတွေဖြစ်တတ်တယ်။ဘာကိစ္စနဲ့မှဘယ်သူကိုမှအထင်သေးမှုမဖြစ်ကြပါစေနဲ့။အထင်သေးမြင်သေးခြင်းဒီ look down လုပ်ရင်ခံရတဲ့လူကမေတ္တာပြတ်တယ်။နော်ဘယ်လိုမှမေတ္တာမထားနိုင်ဘူး look down လုပ်တဲ့လူကလည်းမေတ္တာမရှိလို့ look down လုပ်တာပဲ။အဲ့ဒါကြောင့်လို့နှုတ်နှုတ်ကမေတ္တာပြည့်စရာအကြောင်းဖြစ်ပြီးအတွက်ကြောင့်အဲ့ဒါမျိုးတွေမဖြစ်ပါစေနဲ့လူတွေရဲ့စိတ်ထဲမှာဟောတို့လူအထင်မြင်သေးတာမျိုးမဖြစ်ပါစေနဲ့ဘယ်အကြောင်းကြောင့်မှမဖြစ်ပါစေနဲ့ပညာရေးကြောင့်ဖြစ်စေစီးပွားရေးကြောင့်ဖြစ်စေညီသည့်အကြောင်းကိစ္စကြောင့်မှလူတွေကတို့လူအထင်မြင်သေးတာမျိုးမဖြစ်ပါစေနဲ့ဗျာရောတနာပဋိကတေညနေညပညာတဒုက္ခမေစင်ယဗျာရောတနာဆိုတာစော်ကားတာနော်ဗျာရောတနာပဋိကတေညဆိုတာမုန်းတီးတာစော်ကားတာနဲ့မုန်းတီးတာတွေအဲ့ဓာတွေနဲ့တဝုတူဒုက္ခဖြစ်အောင်မလုပ်ကြပါစေနဲ့နေညပညာတဒုက္ခမေစင်ယဘုသူရဲ့ဒုက္ခဖြစ်မှုကိုမှလောကလူတွေကလူတယောက်ဒုက္ခဖြစ်သွားတာကိုကြိုက်တဲ့လူကရှိသေးတာနော်ဒီလူဒုက္ခရောက်အောင်လုပ်လိုက်မယ်ဆိုတဲ့လူတွေကတချို့ကကိုယ်တမင်းကိုစားပြီးအဲ့လိုလုပ်တဲ့လူကရှိသေးတယ်နော်လူတယောက်ဒုက္ခရောက်အောင်ချလိုက်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေရှိတယ်ဒါပေမဲ့မှယုံညံ့တဲ့စိတ်ဓာတ်မျိုးတွေရှိအဲ့ဒီစိတ်ဓာတ်မျိုးတွေကိုဖယ်ရှားနိုင်အောင်မြတ်စွာဘုရားကမုန်းတိလို့ပဲဖြစ်စေဘာကြောင့်ပဲဖြစ်စေတယောက်တယောက်ဒုက္ခဖြစ်အောင်မလုပ်ကြပါစေနဲ့လူတယောက်ရဲ့ဆင်းရဲမှုကိုမလိုလားမိပါစေနဲ့ဆိုတတ္တဝါတွေပေါ်မှာဒီလိုမေတ္တာထားတာနော်ခုခေတ်မှာဒီကနေ့မှာဒါရရစ်ဇန်ဆိုတာပေါ်လာတော့ဒါရရစ်ဆိုတာတရားလူတွေဒုက္ခရောက်အောင်လုပ်တာပဲလေကိုယ်နဲ့လည်းမဆိုင်ဘူးတက်တဲ့ဘယ်သူသေးသေးဆိုပြီးတော့လုပ်ကြတာလေအမတန်မှကြောက်စရာကောင်းတယ်ဒါမေတ္တာခန်းချောက်လာတဲ့အဓိပ္ပာယ်ကိုပြောနေတာနော်လောကကြီးလူတွေပူနွေးလာတာလူတွေကသိကြတာမေတ္တာခန်းလာတာသိမသိကြဘူးနော်တတိမထားကြဘူး
လူတွေရဲ့တဏ္ဍာမှာရှိတဲ့မေတ္တာတွေကခန်းချောက်လာလို့ရင်တဲ့နှလုံးထဲမှာပူနွေးလာတာကိုတတိထားဖို့လိုရတယ်ပေါ့အပြင်ဗဟိတကဘာကြီးပူနွေးနေကြတော့ဆွေးနွေးပြီးတော့ဟုတ်လားအေးအောင်လုပ်နေကြရင်ထဲကပူနေတာတော့ဘယ်သူမှဆွေးနွေးပြီးတော့အေးအောင်လုပ်ကြအောင်နော်အရေးကြီးဆုံးကရင်ထဲကပူနွေးတာကိုဆိုးတယ်နော်အေးကြအောင်လုပ်ရမယ်ဒါကြောင့်ဒီလိုမေတ္တာစိတ်ဓာတ်ကလေးတွေကိုကိုယ်တဏ္ဍာမှာဖြစ်ပေါ်စေရမယ်လို့မြတ်စွာဘုရားဟောအဲ့ဒါမှကောင်းတဲ့မေတ္တာတုတ်ရဲ့အတိတ်ပဲရွတ်တဲ့အခါမှာဒီအတိတ်ပဲလေးတွေကိုဆင်ခြင်စဉ်းစားပြီးတော့ရွတ်ပြီးတော့ကိုယ်တိုင်ကျင့်သုံးမှုကဥစားပေးရပထမသိအောင်လုပ်တယ်နောက်ထပ်ကိုယ်တိုင်ကျင့်သုံးအောင်အဲ့ဒီမှာဒီလိုဟောပြီးတော့မြတ်စွာဘုရားမေတ္တာဆိုတာဘယ်လောက်ထိအောင်လဲဆိုတာလူနားလည်အောင်ဘယ်လိုမေတ္တာမျိုးလဲဆိုတာမာတာယထာနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒေတုမာဝနတံဘာဝေအပရိမဏသာမေတ္တာစိတ်ရဲ့သဘောကိုနားမလည်မှဆုံးလို့ဘုရားပြောတာသာသမီတယောက်တည်းထွန်းကားတဲ့မိခင်ဟာထိုသာသမီကိုအသက်ပေးပြီးတော့တောင်းပါပဲစောင့်ရှောက်တယ်လို့ပဲသာသမီများရင်တော့ချစ်စရာတွေများနေတာကလေးတယောက်တည်းမိခင်ဟာအဲ့ဒီကလေးတယောက်တည်းပုံမှာပို့ပြီးတော့ချစ်ခင်တယ်ဘယ်လောက်ထိအောင်ချစ်ခင်တော့ဆိုရင်သူသေးခြင်းသေးပါစေငါသားသမီးမသေးပါစေနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးရှိအောင်မွေးတယ်ပေါ့အဲ့ဒါကိုမာတာယထာနိယံဗုဒ္ဓမာယုတအာယုတအသက်နဲ့ကိုအသက်ပေးပြီးတော့ဆောင်းလျှောက်တယ်လို့ပြောတာနော်အဲ့ဒီလိုရဲ့မိခင်ရဲ့မေတ္တာဟာဒီကလေးပေါ်မှာထားတဲ့မိခင်ရဲ့မေတ္တာဟာဘလောက်ကြီးမားလဲအဲ့ဒီမေတ္တာရဲ့မိခင်ရဲ့မေတ္တာလိုပဲတဲ့တတ္တဝါတွေပေါ်မှာထားနိုင်အောင်ကြိုးစားပါတဲ့မာနတံဘာဝေအပရိမဏအတိုင်းအတာကန့်တတ်မရှိတဲ့မေတ္တာမျိုးတတ္တဝါတွေအားလုံးပေါ်မှာဖြစ်အောင်လုပ်ပါတဲ့ဘာဝေဆိုဖြစ်အောင်လုပ်ပါတိုးပွားအောင်လုပ်ပါလို့ပြောဒါရွတ်ခိုင်းတာမဟုတ်ဘူးနော်ဒီမေတ္တာမျိုးမေတ္တာတို့ကအကျဉ်းပေါင်းများများစွာရွတ်နေကြပြီမဲ့လို့မေတ္တာဒီကိုယ်စိတ်ထဲမှာမေတ္တာနှလုံးသားတဲ့မေတ္တာအခြေစိုက်ဖို့ရတတိမရကြဘူးများတော့အပြင်ရွတ်ယုံနေနဲ့လည်းပဲအန္တရာယ်ကြီးကင်းနေပြီလို့ထင်နေကြတယ်နော်ဟောမြတ်စွာဘုရားကကြည်ဒီတုတ်တံမှာမာနတံဘာဝေအပရိမဏအတိုင်းတာကန့်တတ်မရှိတဲ့မေတ္တာစိတ်ကိုထားပါဖြစ်အောင်လုပ်ကြပါလို့ပြောတာနော်ကဲဒါဖြင့်နောက်ဆက်ပြီးတော့ဟောသေးတယ်နော်ဘာဝေအပရိမဏမေတ္တင်သသဗ္ဗလောကတမိမာနတံဘာဝေအပရိမဏတလောကလုံးပေါ်မှာအဲ့ဒီမိခင်စိတ်ဓာတ်မေတ္တာမျိုးထားနေအောင်သဗ္ဗလောကတမိမာနတံဘာဝေအပရိမဏဥဒ္ဒံအဒောသတိရိယေသအတ္တံပါရံအဝေရမတ္တပတ္တအယမျက်နှာနဲ့ပြောလိုက်မယ်ဆိုရင်အထက်အရာမှာပဲရှိရှိအောက်အရာမှာပဲရှိရှိအထက်အောက်ကြားမှာပဲရှိရှိဥဒ္ဒဆိုတာအထက်ဒောဆိုတာအောက်တိရိယဆိုတာအလဲဘယ်နေရာမှာပဲရှိရှိလောကမှာရှိတဲ့မြတ်တ attva တွေအားလုံးကိုချမ်းသာကြပါစေသဗ္ဗလောကတမိမာနတံဘာဝေအပရိမဏဥဒ္ဒံအဒောသတိရိယေသအတ္တံပါဒံအဝေရမတ္တပတ္တအတ္တံပါဒံကျဉ်းမြောင်းတဲ့စိတ်မထားရဘူးမေတ္တာစိတ်ကအလွန်ကျယ်ပြန့်တဲ့စိတ်သူ့ပေါ်တော့မေတ္တာထားတယ်သူ့ပေါ်မထားဘူးဆိုတဲ့ကျဉ်းမြောင်းတဲ့စိတ်မရှိဘူးအလုံးပေါ်မှာတဏှီတဲ့မေတ္တာထားတယ်အဝေရရံမရှိဘူးတဲ့မေတ္တာမှာရံမရှိဘူးဒီနေရာဒီအချက်ကလေးကအမတန်မှအရေးကြီးတယ်လောကမှာလူတိုင်းကဘေးကင်းညင်ကြတယ်အန္တရာယ်ကင်းညင်ကြတယ်ရန်ကင်းညင်ကြတယ်ဒါဖြင့်ရန်ဆိုတာဘယ်ဟာခေါ်တာတော့လို့ဆိုလူတွေအားလုံးသိတာရန်ဆိုတာပုဂ္ဂိုလ်ပဲထင်နေကြတာပေါ့ကိုယ်မှာရန်သူဆိုတာကိုပဲအပြင်ကလာတဲ့ရန်သူကိုပဲရန်သူလို့ထင်တာသို့တော့အဲ့ဒီအပြင်ကလာတဲ့လူကကိုယ်စီရောက်ချင်မှရောက်တယ်နော်တခါတလေပါပြင်ကရန်သူကကိုယ့်ကိုတကယ်လို့ရောက်အောင်အန္တရာယ်ပေးအောင်ဒီတဘွားပဲအာယုံပေးလို့ရတယ်သို့တော့ကြောက်စရာကောင်းတာကမိမိရဲ့ရင်ထဲနှလုံးထဲမှာရှိတဲ့အမုန်းတရားဆိုတဲ့ဒေါသရံကပိုကြောက်စရာကောင်းတယ်အပြင်ကရံကကိုယ်စနီးမောင်နှံတယောက်ကွဲအောင်မလုပ်နိုင်ဘူးအတွင်းထဲကအမုန်းရံကလုပ်လို့ရတယ်ပေါ့မုန်းတိပြီဆိုတဲ့ဒေါသကြတော့လူတွေကရန်သူလို့မသိကြဘူးမိတ်ဆွေထင်ပြီးတော့ရင်ထဲမှာသိမ့်ပိုက်ထားကြတယ်ပေါ့တချို့ကဒေါသကိုချီးတောင်ချီးမွမ်းလိုက်သေးတယ်နော်ငါစိတ်တူတယ်နော်ငါစိတ်ကမရဘူးနဲ့ချီးမွမ်းစကားတော့ပြောလိုက်ချင်တယ်အဲ့ဒါမှတကယ်ရန်သူအစစ်အဝေရရန်သူမရှိဘူးဆိုတာအဲ့ဒီကိုယ်ရင်ထဲမှာအမုန်းဆိုတဲ့ဒေါသဆိုတဲ့အမုန်းတရားရန်သူမရှိအောင်လုပ်ရမယ်ညာပြောတယ်
အဲ့ဒီရန်သူခင်းအောင်လုပ်ရမယ်အဝေရမတ္တပတ္တကဲဒါဖြင့်ဒီလိုရန်ကင်းသွားအောင်မေတ္တာတက်ပွားရမှာဘယ်အချိန်ပွားရမှာတော့ဘယ်အခါမှာလုပ်ရမှာတော့ဆိုတော့ကြည့်တိဋ္ဌံစရံနိသိဏောဝတရားလောယာဝတ္တတာဝိတမိတောတိဋ္ဌမတ္တရနေတုံးနဲ့ပွားလို့ရတယ်စရံလမ်းလျှောက်နေတုံးနဲ့ပွားပါနိသိဏထိုင်းနေတဲ့အချိန်မှာလည်းမေတ္တာစိတ်နဲ့ထိုင်းနေပါတရားလောညောင်းလို့လက်အိတ်နေပြီအိတ်ချင်စိတ်မရှိသေးဘူးဝိကတထိဏမိတ်တော့အဲ့ဒီအချိန်မှာလည်းမေတ္တာပွားပါဆိုဣရိယာပုတ်၄ပါးစလုံး body posture ၄မျိုးစလုံးပေါ့နော်တရားထိုင်ရသွား၄ပါးဣရိယာဘယ်အခါမှာပဲဖြစ်ဖြစ်မေတ္တာစိတ်ကိုကိုယ်တဏ္ဍာမှာဖြစ်နေအောင်လုပ်ပါလို့ဒါပြောတာနော်တိဋ္ဌံစရဏိသိဏောဝတရားနောယာဝတ္တဝိတမိတ်တောဧတံတတေအဋိဋ္ဌေယအဲ့ဒီမေတ္တာတတိလေးကိုထားပါတတ္တဝါတွေချမ်းသာကြပါစေဆိုရယ်ဒီတတိလေးဟာထမင်းချက်ရင်လည်းလုပ်လို့ရတာပဲလုပ်ငန်းလုပ်ရင်လည်းလုပ်လို့ရတာပဲနော်အားလုံးဟာချမ်းသာပါစေဆိုတဲ့တတိလေးနဲ့အမြဲတမ်းနေပါလို့အဲ့ဒါလိုနေတာကိုပဲဗျမ္မဝိဟာရမြတ်သောနေထိုင်ခြင်းလို့ဒီလိုပြောတာဒီမေတ္တာနဲ့နေတာဟာအလွန်ကောင်းတဲ့မြင့်မြတ်သောနေထိုင်ခြင်းတစ်ခုဖြစ်ပါတယ်ဗျမ္မမေတ္တံဝိဟာရမိတ္တမဒီသာသနာတော်မှာဒါအများဆုံးနေခြင်းတစ်ခုပဲဒါကမေတ္တာဘာဝနာပွားလို့ပြီးသွားပြီမြတ်စွာဘုရားဘယ်ချိန်ပွားရမယ်ဆိုတာပွားပုံပွားနည်းတွေရောအကုန်လုံးဟောတာဒီထဲမှာပြည့်ပြည့်စုံစုံเนาะမအိရှင်သေးတဲ့မေတ္တာပွားနေပါတချို့ကအခုဗမာပြည်မှာမေတ္တာဖို့လေးရွတ်ပြီးအိတ်လိုက်ကြတော့တာပြီးရောတွေးတဲ့အခါလျှောက်တွေးရင်တွေးမယ်အမုန်းတရားတွေလည်းဝင်ရင်ဝင်လာမယ်เนาะအဝိတ္တအဝေရာဟောတုဆိုကိစ္စပြီးပြီဆိုပြီးတော့မေတ္တာလေးပို့ပြီးတော့အိတ်တယ်လို့ထင်ကြတယ်เนาะတကယ်အဲ့လိုမဟုတ်ဘူးမေတ္တာစိတ်ဆိုထပ်တလဲဖြစ်နေအောင်လုပ်နေတာကမ္မထာထုတ်တာပဲဒါပဲနော်ထက်လေဝင်လေလေးမှတ်နေတယ်လို့ပဲမေတ္တာစိတ်ကလေးကိုယ်တန်တော်မှာပြတ်ဖြစ်အောင်လုပ်နေပါဒါပြောတယ်အဲ့ဒါမှကမ္မထာဖြစ်မှာကဲဒါဖြင့်မေတ္တာဘာဝနာပွားပြီးမေတ္တာအခြေခံရသွားပြီဆိုတဲ့အခါမှာဒီမေတ္တာကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုသွားကြမယ်မြတ်စွာဘုရားကတရားဟောလို့ရှိရင်ယဟန္တာအဆင့်ထိအောင်ဟောလို့ရှိတယ်ဘယ်တော့ဖြစ်ဖြစ်နောက်ဒါလမ်းမဆုံးသေးဘူးမေတ္တာဘာဝနာပွားလို့ရှိရင်မေတ္တာဇံထိအောင်ရနိုင်တယ်မေတ္တာဇံရအောင်ပွားတာတော့တဦးတယောက်တည်းပေါ်မှာအာရုံစိုက်ပြီးတော့ပွားရတယ်ပြီးတော့မှတိုးချက်ရတယ်တမာရိယအောင်ပွားနည်းကတစ်ခုကုသိုလ်ရအောင်ပွားနည်းကတစ်ခုတမာရိယအောင်ပွားနည်းကဘာလို့ဆိုရင်ယောက်ျားဆိုရင်ယောက်ျားချင်းမိန်းမဆိုရင်မိန်းမချင်းနော်အဲ့ဒါဘာဖြစ်လို့ကြားချင်းမချင်းလို့ရလဲလို့ဆိုတော့မေတ္တာနဲ့အနည်းဆုံးရန်သူကတဏှာရာဂစိတ်ဓာတ်ပြောင်းသွားတတ်တယ်ယောက်ျားကအမျိုးသမီးကိုသွားပြီးတော့မေတ္တာပို့ရင်စိတ်ဓာတ်ပြောင်းသွားတယ်အမျိုးသမီးကအမျိုးသားကိုသွားမေတ္တာပို့ရင်စိတ်ဓာတ်ပြောင်းသွားတယ်တူတဲ့ဩဒိဋ္ဌအနေနဲ့မပို့ရဘူးဇာတရားရအောင်တမာရိရအောင်မလုပ်ရဘူးချုံးကုန်တော့ပို့လို့ရတယ်ပေါ့နော်တူတဲ့အာယုံစိုက်ပြီးတော့ပို့မယ်ဆိုလို့ရှိရင်အမျိုးသမီးကလည်းအမျိုးသမီးမိတ်ဆွေအမျိုးသားကလည်းအမျိုးသားမိတ်ဆွေတယောက်ဓာတ်ပုံလေးကိုကြည့်ရဖြစ်စေသူ့မျက်နှာကိုမျက်စိထဲမှာပုံဖော်ရဖြစ်စေချမ်းသာပါစေဆိုတဲ့စိတ်ဟာတဏှာကြီးဖြစ်အောင်လုပ်မယ်နှစ်နာရီဖြစ်အောင်လုပ်မယ်သုံးနာရီဖြစ်အောင်လုပ်အဲ့ဒီအရာတွေတမာတိတွေရပါရရင်ဇန်ထိအောင်ရသွားမယ်နောက်ဆိုရင်ကိုမေတ္တာဟာဘလောက်ထိအောင်အပိုင်းအခြားကတ္တတွေပြတ်သွားလဲလို့ဆိုရင်ရွေးချယ်ပြီးတော့ကြည့်ရမိမိကိုယ်တိုင်ရဲ့မိမိချစ်ခင်တဲ့မိတ်ဆွေရဲ့ကိုနဲ့မတည့်တဲ့ရန်သူရဲ့မုန်းသူလည်းမဟုတ်ချစ်သူလည်းမဟုတ်တဲ့တာမန်ပုဂ္ဂိုလ်ရဲ့၄စုခွဲလိုက်အဲ့လို၄စုခွဲလိုက်တဲ့အခါမှာဒီ၄မျိုးဟာအပိုင်းခြားပြတ်သွားရမယ်ကိုလည်းဦးစားပေးတာမရှိရဘူးကိုမိတ်ဆွေမို့ဦးစားပေးတာလည်းမရှိရဘူးကိုနဲ့မသိတဲ့လူမို့ဦးစားပေးတာလည်းမရှိရဘူးကိုရန်သူမို့ဦးစားပေးတာမရှိရဘူးဒီ၄ခုဟာတူတဲ့လူဖြစ်သွားရင်ဒါမေတ္တာဟာအလွန်ခိုင်မာတဲ့မေတ္တာတစ်ခုဖြစ်သွားပြီလို့ပြောတာနော်ဆိုပါတော့ဥပမာမဲ့၄ယောက်မိမိပါဝင်လူ၄ယောက်ကိုတယောက်ကိုပေးပါ sacrifice လုပ်မယ်တတ်ပြီးတော့ရစ်ပူဆောင်မယ်ဆိုလို့ရှိရင်မင်းတို့၃ယောက်နေငါလိုက်သွားမယ်ဆိုရင်ကိုယ့်ကိုယ်ပေါ်မေတ္တာပြတ်တာပဲအဲ့ဒါနော်အဲ့ဒါကိုယ့်ပေါ်မေတ္တာပြတ်တာကျန်တဲ့လူပေါ်မှာမေတ္တာကပိုးနေတယ်ကိုယ့်ပေါ်မှာမေတ္တာပြတ်တာအဲ့လိုပုံပဲနဲ့ငါနဲ့မတည့်တဲ့ကောင်ထဲလိုက်မယ်ဆိုလို့ရှိရင်ရန်သူပေါ်မှာမေတ္တာပြတ်ပြန်ပြီ
ဂျန်တဲ့လူတွေမသွားနဲ့ငါမိတ်ဆွေလိုက်သွားဆိုရင်လည်းမိတ်ဆွေပေါ်မေတ္တာပြတ်ထားမယ်ဘယ်သူကိုနဲ့ယဉ်ကျေးမှုမရှိတဲ့ပုဂ္ဂိုလ်ကိုထည့်လိုက်မယ်ဆိုရင်လည်းမေတ္တာပြတ်ထည့်เสียလူကိုရှားမတွေ့ဘူးဒီ၄ယောက်ဟာတယောက်တည်းပဲသူ့ပုံမှာခွဲခြားမှုမရှိဘူးဆိုလို့ရှိရင်တော့ဒါအမြဲတမ်းကြီးမားတဲ့မေတ္တာတူတစ်ခုသူ့ရင်ထဲမှာဒီဆောက်ပြီးသားဖြစ်သွားတယ်ဟောကောင်းပြီမေတ္တာဘာဝနာပွားတာသမထကျင့်စဉ်တစ်ခုပဲအဲ့ဒီသမထကျင့်စဉ်တစ်ခုကဝိပဿနာကျင့်စဉ်တစ်ခုကိုသွားတော့မယ်ဆိုလို့ရှိရင်မေတ္တာဘာဝနာပွားတာကသူကတတ္တဝါပေါ်မှာပွားတာပုဂ္ဂိုလ်ပေါ်မှာပွားတာအဲ့တော့ဝိပဿနာကြတော့ပုဂ္ဂိုလ်တ attva နဲ့အလုံးလုံးလို့မရပြန်မရဘူးပုဂ္ဂိုလ်တ attva အရှိလို့ယူဆလို့ရှိရင်မှားရတဲ့အမြင်တစ်ခုဖြစ်သွားတယ်ပေါ့အတ္တဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြောင့်မို့လို့မေတ္တာဘာဝနာပွားတဲ့ပုဂ္ဂိုလ်မှာတ attva ရှိတယ်ဆိုတဲ့အတွေးဝင်လာတတ်တယ်တဲ့အဲ့ဒါကြောင့်မို့အဲ့ဒီအတွေးကိုဝိပဿနာကူးတော့မယ်ဆိုရင်ဖြောက်ရမယ်ဖြောက်တယ်ဆိုတာယုံနဲ့နာနှစ်မျိုးသာရှိတယ်ဆိုတဲ့အတိကိုရအောင်လုပ်ခိုင်းတာပဲနော်ငါမေတ္တာပို့နေတဲ့ပုဂ္ဂိုလ်ဟာယုံနဲ့နာနှစ်ခုတည်းပဲရှိတယ်ငါပို့နေတဲ့ပုဂ္ဂိုလ်ကလည်းယုံနဲ့နာနှစ်ခုပဲရှိတယ်ဆိုတော့ဒိဋ္ဌိစအနုဘက္ခမမှားရတဲ့အယူဆတစ်ခုကိုမရောက်ပါစေနဲ့နော်အတ္တဒိဋ္ဌိကိုပယ်ခွာလိုက်ပါတတ္တဝါဆိုတာမရှိဘူးအဲ့ဒါမပယ်ဘဲနဲ့ဝိပဿနာကျင့်စဉ်ကျင့်လို့မရဘူးတဲ့ဝိပဿနာရဲ့အာယုန်ဒီယုံနဲ့နာပဲရှိတယ်တတ္တဝါမဟုတ်ဘူးဒါကြောင့်ဒိဋ္ဌိစအနုဘက္ခမနော်ဒီအတ္တဒိဋ္ဌိကိုဖယ်ရှားလိုက်ပါဆိုတာယုံနဲ့နာကိုတွေ့အောင်ကြည့်ပါကိုတရားထုတ်တော့မယ်ဆိုရင်ကိုယ်တဏ္ဍာမှာဖြစ်တဲ့ယုတ်တရားကိုယ်တဏ္ဍာမှာဖြစ်တဲ့နန္တရားသူတစ်ပါးတဏ္ဍာမှာဖြစ်တဲ့ယုတ်တရားနန္တရားကိုတွေ့အောင်လုပ်အဲ့ဒါလို့လုပ်တော့မယ်ဆိုရင်အရေးကြီးတာပါလဲဆိုရင်သီလဝကိုချင်းသီလရှိဖို့လိုတယ်တဲ့ကိုချင်းသီလရှိရမယ်ကိုချင်းသီလဆိုတာဘာဖြစ်လို့လိုအပ်တာတော့လို့မေးလို့ရှိရင်တမာတိဖြစ်ဖို့အတွက်ကိုချင်းသီလအများကြီးလိုအပ်တယ်ကိုချင်းသီလမပြည့်စုံတဲ့ကိုချင်းသီလပြည့်စုံပြီဆိုလို့ရှိရင်ကိုချင်းသီလကိုအကြောင်းပြုပြီးတော့စိတ်ကကြည်နူးတယ်ကြည်နူးမှုကိုအကြောင်းပြုပြီးတော့ဝမ်းသာတယ်ဝမ်းသာမှုကိုအကြောင်းပြုပြီးတော့ပီတိဖြစ်တယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိကိုငြိမ်းကိုစိတ်ငြိမ်းချမ်းတယ်ကိုစိတ်ငြိမ်းချမ်းရင်ဒုက္ခဆိုတာချမ်းသာမှုဆိုတာဖြစ်လာတယ်ချမ်းသာမှုဖြစ်လာလို့ရှိရင်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုဟာလွယ်လွယ်လေးနဲ့ရလာစိတ်တည်ငြိမ်မှုရလိုက်တာနဲ့ယထာဘူတဉာဏတ္တသမှန်မှန်ကန်ကန်သိတယ်ဆိုတဲ့အတိအဝင်လာတယ်။ဒါပေမဲ့သီလမစင်ကြယ်ဘူးဆိုရင်အဲ့ဒါတွေဆုံးရှုံးနိုင်တယ်ပေါ့။ဒါကြောင့်မို့သီလဝါသီလရှိပါစေတဲ့။နောက်တစ်ခုကဒသနေနတံပန္နောဆိုသီလရှိပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်လိုက်လို့ရှိရင်ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးတော့နိဗ္ဗာန်ကိုမြင်တာကိုဒသနာလို့နော်ဒီနေရာမှာသင်္ခါရတရားတွေရဲ့အဖြစ်ကိုမြင်ပြီးတဲ့နောက်သင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမြင်လိုက်ဒသနေနတမ္မန္တောအဲ့ဒီအမြင်နဲ့ပြည့်စုံတယ်ဆိုတာသောတာပန်ဖြစ်သွားတာကိုမြတ်စွာဘုရားဟောတာနော်ဒိဋ္ဌိစအနုဘကမှာဝိပဿနာဉာဏ်ဖြစ်ပုံကိုဟောတယ်ဒသနေနတမ္မန္တောဆိုတာသောတာပန်ဖြစ်ပုံကိုဟောတယ်ကာမိတုဝိနည်းခေတံကာမဂုဏ်အာယုန်ဒီပေါ်မှာတတ်မဲ့တဲ့တဏှာကိုဖယ်ရှားပါဆိုဒါကအနာဂံဖြစ်သွားတာကိုပြောတာအနာဂံဖြစ်ပြီဆိုရင်ကာမဂုဏ်အာယုန်ဒီပေါ်မှာတတ်မဲ့တဲ့တွေ့တာတဲ့တဏှာခင်းသွားတယ်နာဟိဇာတုကပ္ပတေယပုဏ္ဏရေတိအဲ့ဒါလိုကာမဂုဏ်အာယုန်ဒီပေါ်မှာတတ်မဲ့မှုခင်းသွားတဲ့အခါမှာဝိပဿနာအရှိန်ပြင်းလိုက်လို့ရှိရင်တဲ့ဘဝတစ်ခုမှာနောက်တစ်ခါဘယ်တော့မှမိခင်ဝမ်းကိုရောက်တော့မှာမဟုတ်ဘူးဘယ်တော့မှပြန်ပြီးမွေးဖွားမှာမဟုတ်တော့ဘူးနာဟိဇာတုကပ္ပတေယပုဏ္ဏရေတိမိခင်ဝမ်းဘယ်တော့မှပြန်မလာရတော့ဘူးယန္တာဖြစ်တာကိုပြောတာအဲ့တော့မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်ယန္တာထီအောင်ဖြစ်သွားနိုင်တယ်ဒါကိုပြောတာနော်အဲ့တော့မေတ္တာဘာဝနာပွားပြီးတော့မေတ္တာစိတ်ဓာတ်လေးကိုပဲနန္တရားအဖြစ်ရှုမယ်ထိုနန္တရားရဲ့တရားနှလုံးသားကိုလည်းရုပ်တရားအဖြစ်ပြီးရှုလိုက်မယ်အဲ့လိုရှုလိုက်လို့ရှိရင်ဝိပဿနာဉာဏ်ရင့်ပြီးသောတာပန်ဖြစ်မယ်ထပ်ပြီးတော့ဝိပဿနာဉာဏ်အဆင့်မြင့်လို့ရှိရင်သဂရကအနာဂံဖြစ်မယ်သဂရကအနာဂံဖြစ်လိုက်တဲ့ကာမဂုဏ်အာယုန်တွေပေါ်မှာတွေ့တာမှုတဏှာကင်းသွားမယ်အဲ့ဒီကနေအဆင့်မြင့်ထပ်ပြီးတော့ကျင့်လိုက်တဲ့အခါကိလေသာအသောတွေအကုန်လို့နောက်ဘဝပြန်ပြီးမွေးဖွားခြင်းဆိုတာမရှိတော့ဘူးတဲ့အဲ့ဒီကြတော့မှအပြီးတတ်တယ်ပေါ့ဟောမေတ္တာတုတ်ဟာအဲ့ဒီနေရာမှာပဲညီကုန်းချုပ်ထားတယ်နော်နာဟိဇာတုကပ္ပတေယပုဏ္ဏရေတိမိခင်ဝံဘယ်တော့မှပြန်မရောက်တော့ဘူးတဲ့ဒီဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းလို့ဒီမေတ္တာအခြေခံတဲ့ဝိပဿနာဉာဏ်ကြီးအောင်စိုက်ကြည့်နိုင်တဲ့ဟောဒီမေတ္တာတုတ်တန်ရဲ့အနှစ်သာရဘိုင်းကို
နာယူပြီးတဲ့အခါမှာဒီမေတ္တာတော့ဟာတကယ်ကျင့်ကြံကြိုးကိုအထောက်ပြီးတော့တို့တွေပွားများကြရမယ်တရားတစ်ခုဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးမေတ္တာဘာဝနာပွားများခြင်းဖြစ်တို့မေတ္တာကိုအခြေခံလို့ဝိပဿနာကျင့်စဉ်ကိုရှင်းရင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းသာဓုသာဓုဒီကမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝေတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယတုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်ကင်းပြောက်ကြည်တရားစေကိုပိဝေတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညင်တော်ကိလေသာစေတဟုသမျှတို့သည်သဝတ္တပိဋ္ဌဘက်တွင်ရေမတင်တဲ့ကဲ့သို့ကိစင်လွင်ပြောင်းပေမရအောင်ပယ်ဖြောင်းအကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလည်းကွာနာခြင်းလည်းကင်းသေးခြင်းလည်းရှင်းထသောတိတိဘောင်ကိလေသာဟုပုခတ်သိကင်းခြင်းရာစိဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း